အလုံးသောတရားနာပိဋကပေါင်းသူတော်ကောင်းတို့သိထားကြပြီးသားဖြစ်တဲ့အတိုင်းဒီကနေ့ညရှင်မဟာမောက္ကလံမထေရမြတ်ကြီးရဲ့အကြောင်းကိုနာယူကြည်ညိုကြမယ်ပေါ့နော်ရှင်သာရိပုတ္တရာမထေရမြတ်ကြီးရဲ့အကြောင်းကိုပြောတဲ့နေရာမှာရှင်မဟာမောက္ကလံမထေရမြတ်ကြီးရဲ့အကြောင်းကလည်းပဲတွဲပြီးတော့ပါနေကြပဲပေါ့ဒါကြောင့်ရှင်မဟာမောက္ကလံကိုရမြတ်ကြီးရဲ့အကြောင်းအရာတချို့တစ်ဝက်ကရှင်သာရိပုတ္တရာမထေရမြတ်ကြီးရဲ့အကြောင်းကိုပြောတာထဲမှာပါသွားပြီသားဟုတ်လားအဲ့တော့ဒီကနေ့ရှင်မဟာမောက္ကလံကိုရမြတ်ကြီးရဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဘာကိုဦးစားပေးပြီးတော့ပြောခြင်းလဲဆိုလို့ရှိရင်အရှင်မြတ်ကြီးကိုအကြောင်းပြုပြီးတော့ဟောကြားတော်မူခဲ့တဲ့ဒေသနာတော်များအရှင်မြတ်ကြီးကိုယ်တော်တိုင်ဟောကြားတော်မူခဲ့တဲ့ဒေသနာတော်များဒါကိုပဲဦးဇင်းတို့ဦးစားပေးပြီးတော့ပြောမှာပါဒီရှင်မဟာမောက္ကလံကိုရမြတ်ကြီးရဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့တချို့အကြောင်းအရာတွေကထင်ရှားပြီးသားဖြစ်တဲ့အတွက်ကြောင့်သိပြီးတော့အသေးစိတ်ပြောစရာမလိုဘူးပေါ့နော်အဲ့တော့ဦးဇင်းတို့ပြောဖို့လိုအပ်တယ်လို့ထင်တာကအရှင်မြတ်ကြီးဟောခဲ့တဲ့တရားဒေသနာတော်တွေပေါ့နော်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဒီကနေ့ညအရှင်မဟာမောက္ကလံမထေရမြတ်ကြီးရဲ့အကြောင်းကိုနာယူကြည်ညိုကြည့်ကြရအောင်နော်ဒီတရားဒေသနာတော်ကိုမဟောကြားသေးခင်မနာကြားသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုရောမြတ်ရဲ့အမြဲတမ်းအေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုထိုမဟာကရုဏာကိုပညာကိုနှစ်ပေါင်းစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုရောမြတ်ကိုယုတိမြတ်တို့ရှိခိုးပူတော်ကြအောင်စို့အလုံးလက်အုပ်ချီမှုပြီးတော့အာယုံပြုကြရအောင်ကရုဏာတိတလဟရယံပညာပိဇောတဝိယတမောဟဓမ္မသာနရမရလောကကရုံဝန္တိဒုက္ကတဂတိဝိမု ṭ ံကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်အေးမြသောစိတ်နှလုံးလည်းရှိတော်မူပါပေတတ်သောပညာပိဇောတဝိယတမောဟဓမ္မအရဟတမတိဟုသောအယောင်အလင်းဖြင့်အဝိဇ္ဇာတိဟုသောအမိုက်မောင်ကိုဖေခွာတော်မူပြီးထသောသာနရမရလောကကရောလူနှံ့ပြမတတ္တဝါနန္ဒတို့ဤကြောက်တိတန်းတို့လေကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါပြီးထသောဂတိဝိမု ṭ ံဒေဝမနုဿနိရယနှင့်ပေတတရိစ္ဆာလာယအရှိငါတန်သောဂတိတို့မှသည်အထူးသဖြင့်ကင်းလွတ်တော်မူပြီးထသောဒုက္ကတံတတ္တဝါတို့အားအကျိုးများကြောင်းဟုတ်မှန်သောစကားကောင်းကိုသာမြတ်ဆိုတော်မူပါပြီးထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်တာပရမကဲ့သို့ပြတ်သားထင်တင်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညာပရမတ်မှမူယုံနာနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝနေဝနာမှာကာယဝစီမနောချီ၍သုံးလီထွာရပနာမဖြင့်ဒုက္ခရောကျိုးလက်ဆုံမောဟရှိခိုးဥညုတ်ပါ၏မြတ်စွာဘုရားတက္ကတာဝကဖြစ်တော်မူတဲ့ရှင်မဟာမောက္ကလံမထေရမြတ်ကြီးရဲ့အကြောင်းကိုစတင်ပြီးတော့နာယူကြည်ညိုကြရအောင်နော်ဦးဇင်းတို့မထေရမြတ်ကြီးဒီအက္ခတဝကဆုကိုပန်တော်မူခဲ့တဲ့ရှေးဆုတောင်းဆိုတာကတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးရဲ့ရှေးဆုတောင်းကိုပြောတဲ့နေရာမှာပါသွားခဲ့ပြီနော်ရှင်သာရိပုတ္တရာရဲ့အလောင်းကတရဒလူလင်ရှင်မဟာမောက္ကလံကိုရောမြတ်ကြီးရဲ့အလောင်းကတိရိဝတ္တနတကြွယ်ဆိုပြီးတော့သူတို့ဆုတောင်းခဲ့ကြတဲ့အခန်းကဏ္ဍတွေအလုံးမှတ်သားခဲ့ကြပြီလားဟုတ်လားတော့နောက်ဆုံးဘဝယဟန်ပြုတဲ့အနေအထားလေးကလည်းပဲပေတပေါင်းသူတော်ကောင်းတို့အလုံးမှတ်သားခဲ့ကြပြီလားရာဇဂိုမြို့ရဲ့အနီးမှာကောလိတဆိုတဲ့ရွာမောက္ကလီပုံနေမရဲ့သားဒါကြောင့်သူ့ကိုရှင်မဟာမောက္ကလံလို့ခေါ်တာဒါလည်းပဲရှင်သာရိပုတ္တရာကိုရမြတ်ကြီးရဲ့အလောင်းလျာဖြစ်တဲ့ဥပတိတ္တလူလင်နဲ့တော့တန်ငယ်ချင်းရင်းချဖြစ်ပြီးတော့ယဟန်အတူတူပြုတ်ကြတော့အဲ့ဒီအကြောင်းအရာကလည်းပဲအခြေတင်ဝင်ပြောစရာမလိုဘူးပေါ့တော့ဦးဇင်းတို့ဘယ်ကနေစတင်ပြီးတော့ပြောရင်တော့ဆိုတော့ရှင်မဟာမောက္ကလံကိုရမြတ်ကြီးယဟန္တာဖြစ်တော်မူအောင်မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့
ပစ္စလာယမာနတုတ်တံဆိုတာလေးကနေစပြီးတော့ဦးဇင်းတို့ပြောပါမယ်ဟုတ်လားဦးဇင်းတို့ရှင်မမောဂလန်ကိုရမြတ်ကြီးနဲ့ရှင်သာရိပုတ္တရာကိုရမြတ်ကြီးဟာယဟန်အတူတူပြုကြတာမြတ်စွာဘုရားတရားဟောပြတဲ့အခါမှာတပည့်ဖြစ်တဲ့ယဟန်250ကယဟန္တာဖြစ်ပြီးတော့နောက်ဆရာဖြစ်ကြတဲ့ဥပတိတနဲ့ကောဋိတတို့ကယဟန္တာမဖြစ်ကြဘူးအဲ့ဒီမှာဦးဇင်းတို့ရှင်သာရိပုတ္တရာရဲ့အရင်ရှင်မမောဂလန်ကယဟန္တာဖြစ်တယ်ယဟန်ပြုပြီး9ရက်မြောက်တဲ့နေ့မှာယဟန္တာဖြစ်တယ်တဲ့အဲ့ဒီ9ရက်မြောက်တဲ့နေ့မှာသူကဘယ်မှာရှိနေတော့ဆိုတော့ဦးဇင်းတို့နော်တုမာရဂီရမြို့ဘေတကာရတောအုပ်မှာအမိပြုတ်ပြီးတော့နေတာရှင်မမောဂလန်ကိုရမြတ်ကြီးအကြောင်းအရာတွေကိုဦးဇင်းတို့ကြည့်တဲ့အခါမှာအဲ့ဒီတုမာရဂီရမြို့နော်ဘေတကာရတောအုပ်ကိုအမိပြုတ်ပြီးတော့နေတဲ့နော်အချိန်တွေတော်တော်များတာကိုတွေ့ရတယ်အဲ့ဒီနားမှာနေတာတော်တော်များများတွေ့ရတယ်တုတ်တန်တော်တော်များများရဲ့နေတန်းကိုကြည်လိုက်ရင်အဲ့ဒါကိုတွေ့ရတယ်အခုလည်းပဲအဲ့ဒီနားမှာပဲသူတရင်သုံးပြီးတော့နေတာအဲ့ဒါ9ရက်တိုင်တရားဘာဝနာလုပ်ကိုနော်ဈဉ္ဉံကြွပြီးတော့ပဲပြင်းပြင်းထန်ထန်သူအားထုတ်တယ်ဒါကြောင့်9ရက်မြောက်တဲ့နေ့မှာသူတော်တော်ကြီးပင်ပန်းနွမ်းနေပြီးတော့တစ်ပင်တစ်ပင်ရဲ့အောက်မှာမလုပ်နေတော့ဆိုတော့ငိုင်းနေတယ်တဲ့ပင်ပန်းလွန်းလို့ဟုတ်လားအဲ့ဒီငိုင်းနေတာကိုမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကသိတော်မူတယ်ကိုယ်တော်လက်ကိုဆန့်လိုက်တဲ့ကဲ့သို့ဆန့်တော်လက်ကိုကိုယ်လိုက်တဲ့ကဲ့သို့နော်အလွန်လျင်မြန်တဲ့နော်အချိန်တွင်းမှာပဲရှင်မမောဂလန်ကိုရမြတ်ကြီးရဲ့ရှေးမောက်ကိုမြတ်စွာဘုရားလျှောက်သွားတယ်လျှောက်သွားပြီးတော့ရှင်မမောဂလန်ငိုက်မြီးနေတာကိုသိတဲ့အတွက်ကြောင့်မြတ်စွာဘုရားကထိနမိတ်တနော်အငိုက်မြီးပျောက်ကြောင်းတရား9ပါးအဲ့ဒီမှာဟောတယ်ဟုတ်လားတရားဘာဝနာလို့အထုတ်ကြတဲ့ပုဂ္ဂိုလ်တွေနော်တကယ်ဆွဲနဲ့တပည့်နဲ့ဆွဲမြဲမြဲအထုတ်ကြမဲ့ပုဂ္ဂိုလ်တွေဒီထိနမိတ်တနှိမ့်ဆက်တာကိုခံရလို့ငိုက်မြီးမှုများလာတဲ့အခါမျိုးမှာဒီမြတ်စွာဘုရားရဲ့အဆုံးအမတော်လေးကအများကြီးအသုံးတည့်နိုင်တယ်ပေါ့အဲ့ဒါမြတ်စွာဘုရားကနော်ထိနမိတ်တပယ်ရှားဖို့အတွက်နော်ငိုက်မြီးတာတွေကိုပျောက်ဖို့အတွက်နော်နီလန်း9ရက်အဲ့ဒီမှာပေးတယ်နံပါတ်1နီလန်းကဘာလဲဆိုတော့စိတ္တမောဂလန်တဲ့သင်ငိုက်မြီးနေတယ်ဆိုလို့ရှိရင်ဘာကိုအမှတ်ပြုပြီးတော့ငိုက်မြီးနေတယ်လဲဘာတွေကိုတွေးပြီးတော့ဘယ်လိုတင်ညာကတင့်ရဲ့ငိုက်မြီးမှုကိုဖြစ်စေတာလဲအဲ့ဒီတင်ညာကိုနှလုံးမသွင်းနဲ့တဲ့နားလည်မလားမသိဘူးနော်ဘာတွေကိုတွေးပြီးတော့ငိုက်နေတာတော့ဟုတ်လားအဲ့ဒီချိန်မှာကိုငိုက်နေတဲ့ချိန်မှာကိုယ့်ရဲ့အမှတ်တင်ညာကဘာတွေရှိနေတော့ဘာတွေကိုအမှတ်ရနေတော့ဟုတ်လားအဲ့ဒီအမှတ်တင်ညာကိုပါတယ်တော့နှလုံးမသွင်းနဲ့တဲ့ဆိုလိုတာကဥစဉ်နားလည်တယ်လို့ပြောရရင်တော့အာယုံပြောင်းလိုက်နော်ကိုစိတ်ဝင်စားပွဲကောင်းတဲ့အာယုံတစ်ခုကိုစိတ်ဝင်စားပွဲကောင်းတဲ့အာယုံဆိုတာလည်းပဲမြင့်မြတ်တဲ့အာယုံတော့လည်းဖြစ်ဖို့လိုမယ်ပေါ့နော်အဲ့လိုမျိုးထိနမိတ်တာဖြစ်เสียတင်ညာကိုဘာလို့အောင်တော့ဖြောက်ပလိုက်လို့အဲ့လိုမြတ်စွာဘုရားကနေပေးတယ်ဒါနံပါတ်1နီလန်းပေါ့အဲ့လိုဖြောက်ပြလိုက်လို့မှမရဘူးငိုက်မြီးနေတော့မယ်ဆိုလို့ရှိရင်ဘာလို့ရမလို့ကိုနာယူထားတဲ့ကိုသင်ကြားထားတဲ့မြတ်စွာဘုရားဟောခဲ့တဲ့ဒီဒေသနာတွေကိုစဉ်းစားလိုက်ပါဆင်ញင်လိုက်ပါတဲ့ဒါတော့လည်းပဲနာယူဘူးမှတ်သားဘူးမှစဉ်းစားလို့ဆင်ញင်လို့ရမှာနော်ဟုတ်လားအဲ့လိုစဉ်းစားဆင်ញင်ပြီးတော့အဲ့ဒါကိုသုံးသပ်ပါတဲ့အဖမှန်တတ်ဒါပါလေစာကိုသုံးသပ်ရမယ်ဆင်ញင်ရမယ်ပြီးလို့ရှိရင်အဲ့ဒီစာထဲမှာပါတဲ့အတိုင်းရှုပါတဲ့ဒါနံပါတ်1နီလန်းအငိုက်ကြီးပြောက်ကြောင်းပဲအဲ့လိုဆိုရင်ပိဋကပေါင်းတော်ကောင်းတို့ကမြတ်စွာဘုရားဟောခဲ့တဲ့ကိုကဘယ်လိုဒေသနာလေးတွေကိုကြိုက်လဲအဲ့ဒီကြိုက်တဲ့ဒေသနာလေးတွေကိုအစအဆုံးလုံးစီပတ်စီကိုယ့်ရဲ့ခေါင်းထဲမှာအစကနဦးအရင်မှတ်ထားဖို့တော့လိုမယ်နော်ဒါမှငိုက်ချင်လေးပေါက်လာတဲ့ခါမှာငါအဲ့ဒီတုတ်တန်လေးငါအဲ့ဒီတရားလေးကိုအစအဆုံးပြန်ပြီးတော့စဉ်းကျင်ကြည့်စမ်းမယ်ဟောစဉ်းကျင်ကြည့်မယ်ဆိုရင်ဘာဖြစ်နိုင်တော့အငိုက်ပြီးပြောင်းနိုင်တယ်အစတည်းကစပြီးတော့အစအဆုံးမှတ်ထားတာဘာမှမရှိဘူးဆိုရင်ဘာစဉ်းကျင်မလို့ဘာမှစဉ်းကျင်စရာမရှိဘူးဟုတ်တယ်မဟုတ်လားဒါကြောင့်တရားနာတယ်ဆိုရင်အစတည်းကစပြီးတော့တပုတ်ပုတ်ကိုနားလေတယ်ဆိုရင်ဘာလို့ဖို့လို့တော့မှတ်ထားဖို့လိုတယ်နော်ဟုတ်လားဒါကြောင့်ဒုတိယအငိုက်အမီးပျောက်ကြောင်းကကိုနာကြားထားတဲ့တရားဒေသနာတွေကိုစဉ်းစားရမယ်ဆင်ခြင်ရမယ်သုံးသပ်ရမယ်ရှုရမယ်လို့မြတ်စွာဘုရားအလွန်ဒီပင်တယ်နောက်တတိယအဲ့လိုမျိုးလို့လို့မှအငိုက်အမီးမပျောက်ဘူးဆိုလို့ရှိရင်တဲ့ဘာဆက်လုပ်ရမလို့နော်ဘာဆက်လုပ်ရမလို့နော်အဲ့ဒီစာကိုအတန်ထွက်ပြီးတော့ရွတ်ဖတ်တရစေလိုက်ပါတဲ့။ကဲဒါလည်းပဲမရဘဲနဲ့ဘယ်လိုရွတ်မလို့ဟုတ်လားစာအုပ်ကြည့်ရွတ်ရင်လည်းမဆိုးပါဘူးနော်ဒါကြောင့်ရွတ်ဖတ်တရစေခြင်းဟာလည်းဘာလဲတော့အငိုက်အမီးပျောက်ခြင်းရဲ့အကြောင်းတရားပဲတဲ့
အဲ့ဒါလို့မှအငိုင်မီးမပြောက်ဘူးဆိုရင်သရုတ်ထလောက်ရမယ့်နေလန်းကဘာလဲဆိုတော့ကိုယ့်ရဲ့နေရွက်ကိုဆွဲပါတဲ့နေရွက်ကိုပေါ့နော်အိတ်ချင်ပြေသွားဟုတ်လားနေရွက်ကိုပေါ့ပြီးရင်ဘာလုပ်မလို့ဆိုတော့တကိုယ်လုံးကိုယ့်ရဲ့လက်တွေပါတွေကိုကိုယ့်လက်နဲ့ပြန်ပြီးတော့သုံးသပ်ဟုတ်လားပုတ်သက်ပလိုက်အဲ့လိုဆိုလို့ရှိရင်နည်းနည်းလေးစိတ်ကလမ်းပြီးတော့အိတ်ချင်ပြေသွားတာလေဖြစ်လိမ့်မယ်တဲ့လက်တွေတော့လှုပ်ကြည့်ပေါ့နော်ဒါ၄ခုမြောက်နေလားနောက်အဲ့လိုလို့မှမရဘူးဆိုလို့ရှိရင်၅ခုမြောက်ဘာလို့အောင်ဆိုမျက်စိကိုရေဆွတ်ပါတဲ့မျက်နှာတက်လိုက်ပေါ့ဟုတ်လားမျက်နှာတက်ပြီးတော့ဒီညကိုဘာတွေတော့ထကြည့်ပြီးရင်တကားပေါက်တွေဘာတွေဖွင့်ပြီးတော့ကောင်းငင်ကိုမော့ကြည့်ကျဲတွေနက်ခတ်တွေကိုကြည့်လိုက်ပါတဲ့အဲ့လိုဆိုရင်အိတ်ချင်ငံမြည်တာပျောက်သွားနိုင်တယ်တဲ့ဟုတ်လားအဲ့လိုလို့မှမပျောက်ဘူးဆိုရင်ဘာဆက်လို့မလို့အလင်းရောင်ကိုနှလုံးသွင်းပါတဲ့နော်အလင်းရောင်ကိုနှလုံးသွင်းခြင်းဟာလည်းပဲအိတ်ချင်ငံမြည်မှုပျောက်တယ်အိပ်ပြီဆိုရင်မျက်လုံးလေးမှိတ်ပြီးတော့အိတ်တာဆိုတော့အမှောင်နဲ့ပဲများသောဖြင့်အိတ်ကြတာမဟုတ်လားဟုတ်လားဒါကြောင့်ညမှာလည်းပဲနေ့ဆိုတဲ့အမှတ်တင်ညာရအောင်နေ့မှာလည်းပဲညဆိုတဲ့အမှတ်တင်ညာရအောင်ဒီအလင်းရောင်ကိုနှလုံးသွင်းသောအဖြစ်လည်းပဲအိတ်ချင်ငံမြည်မှုကိုဖြည့်ပြောင်းနိုင်ရမယ်ပေါ့ဒါ6ခုမြောက်နေလားအဲ့လိုလို့မှမပြေဘူးဆိုလို့ရှိရင်တော့9ခုမြောက်ဘာလို့ရမလို့ဈဉ္ဉံလျှောက်ပါတဲ့အဲ့ဒီဈဉ္ဉံလျှောက်တာကိုလည်းမြတ်စွာဘုရားအသေးစိတ်လေးညွှန်ကြားတယ်ကိုယ့်ရဲ့စိတ်ကကိုယ်ခန္ဓာအတွင်းမှာပဲတည်ပြီးတော့အပြင်ဘက်ကိုစိတ်မတည်ပဲနဲ့ဈဉ္ဉံလျှောက်ရမယ်တဲ့ဆိုလိုတာကဒီခန္ဓာမှာပဲတတိကပ်ပြီးတော့လျှောက်ရမယ်ဟာအိတ်ချင်းပြအောင်ဆိုတော့ရာနဲ့တောက်လိုက်တာမျိုးမဟုတ်ဘူးเนาะတတိနဲ့လျှောက်ခိုင်းတာဈဉ္ဉံလျှောက်တာဟုတ်လားအဲ့လိုဈဉ္ဉံလျှောက်ရင်လည်းပဲဘာဖြစ်သွားနိုင်တော့အိတ်ချင်းငံမြင့်မှုပျောက်သွားနိုင်တယ်နီလန်းဘယ်နှခုတော့9ခုတဲ့အဲ့ဒါလိုနီလန်း9ခုနဲ့မှကြိုးစားလို့မရဘူးအိတ်ချင်းတွေတုံးပဲဆိုရင်တော့တကယ်ကိုဒါပင်ပန်းနေပြီအိပ်ဖို့လိုအပ်နေပြီပေါ့အဲ့လိုဆိုရင်မြတ်စွာဘုရားဘယ်လိုညွှန်ကြားတော့နော်လက်ရဘက်ကိုစောင်းပြီးတော့တဲ့တိတိကျကျပဲနော်အိတ်တာတောင်ဟုတ်လားလက်ရဘက်ကိုစောင်းပြီးတော့အဲ့ဒီလက်ရခြေပေါ်မှာလက်ဝဲခြေလေးကနော်ဇင်းငယ်လွန်အောင်တင်ထားတယ်အဲ့လိုလေးတင်ထားပြီးတော့ငါထမယ်ဆိုတဲ့အမှတ်တတိလေးနဲ့ဟုတ်လားဘယ်ချိန်ကျရင်ထမယ်ဆိုတဲ့အမှတ်တတိလေးနဲ့ဘာလုပ်ရမလို့အိတ်ဆက်လိုက်ပါတဲ့အဲ့ဒါအိယာကနိုးလာပြီဆိုတာနဲ့အဲ့ဒါကအရေးကြီးတယ်အခုပြောမှာနိုးလာပြီဆိုတာနဲ့အဲ့ဒီအိယာထဲမှာနေရတဲ့ဒုက္ခတေယဒုက္ခလို့ခေါ်တယ်အိယာခင်းလေးကနှွေးနေတာမျိုးစောင်းလာဆိုရင်ဟုတ်လားနှွေးကဆိုရင်အေးနေတာမျိုးအဲ့ဒါလေးကိုအရသာခန်းနေတာရှိရနော်အိယာထဲမှာအရသာခန်းနေတာဟုတ်လားပြီးတော့ဦးဇင်းတို့ဟိုဘက်ဒီဘက်ပတ္တဒုက္ခလို့စားတော့သုံးတယ်ဟိုဘက်စောင်းလိုက်ဒီဘက်စောင်းလိုက်သူအညောင်းလဲပြေးပြီးတော့ခါလေးကြောက်လေးဆန်းပြီးတော့အရသာမဖြစ်တော့ရှိနေတယ်နော်ဟုတ်တယ်မဟုတ်လားအိယာကြောင့်ဖြစ်တဲ့ချမ်းသာရှိတယ်ခန္ဓာကိုယ်ဟိုဘက်ဒီဘက်လှဲ့လိုက်ရလို့ဖြစ်ရတဲ့ချမ်းသာရှိတယ်ဟုတ်လားနောက်ထပ်ဘာချမ်းသာရှိသေးတော့နောက်ထပ်အိပ်ပျော်ဆက်ပြီးအိတ်ချင်းငိုင်းမီးနေတဲ့သဘောလေးမိန်နေတဲ့သဘောလေးလည်းရှိသေးတယ်နော်မိဓာဒုက္ခလို့ခေါ်တယ်သုံးလုံးဟောတယ်မြတ်စွာဘုရားဟုတ်လားတေယဒုက္ခပတ္တဒုက္ခမိဓာဒုက္ခအဲ့ဒီဒုက္ခတွေကိုငါမခံစားဘူးဆိုတဲ့အတွေ့နဲ့မြန်ထားလိုက်ပါတဲ့မြန်မထနိုင်တာခက်တယ်နော်ဟုတ်လားအိတ်ချင်တော့အိတ်လိုက်တာပဲအိတ်ပြီးရင်မြန်ကမထနိုင်ဘူးဟုတ်လားအဲ့ဒီလိုမြတ်စွာဘုရားနီးပေးတာအဲ့လိုနီးပေးပြီးတော့မြတ်စွာဘုရားနောက်အလွန်တန်ဖိုးကြီးမားတဲ့အစုံအမ3ချက်ပေးတယ်အဲ့ဒါလေးကနည်းနည်းလူကြားထဲမှာအရောက်နေတယ်လို့ထင်တယ်ဘာပြောတုံးဆိုတော့ဆုံးခံသွားလို့ရှိရင်ကိုအထင်ရောက်နေတဲ့မာမာနဆိုတဲ့နှာမောင်းကြီးကိုမြှောက်ချပြီးတော့မသွားပါနဲ့တဲ့မာမာနကိုဆင်းကောင်ကျနှာမောင်းနဲ့ဥမာပေးတာဟုတ်လားဘာဖြစ်လို့မာမာနဆိုတဲ့နှာမောင်းကြီးကိုမြှောက်ချပြီးတော့မသွားပါနဲ့လို့ပြောရလဲဆိုရင်တဲ့ဆုံးခံသွားတဲ့အခါမှာတရားဓမ္မတွေဆိုတာသူ့လုံးနဲ့သူအလွန်များတယ်တဲ့တခါတလေသူတို့ကကိုယ့်ကိုဘီးမဆိုင်နိုင်ပဲနဲ့မေ့လျော့ပြီးတော့ဆွမလောက်မိတာရှိတယ်အဲ့လိုဆိုရင်ငါ့ကိုဒီဓမ္မတွေကမကြည်ညိုတော့ဘယ်သူကမှကြားတွေကဝင်ပြီးတော့စကားတွေထိုးထားလဲမသိဘူးဟောရှောက်တွေးတော့မယ်တဲ့ဟုတ်လားရှောက်တွေးပြီဆိုလို့ရှိရင်စိတ်ပြန့်လွင့်မယ်တဲ့စိတ်ပြန့်လွင့်မယ်ဆိုလို့ရှိရင်စောင့်စည်းမှုမရှိတော့ဘူးတဲ့စောင့်စည်းမှုမရှိတဲ့ပုဂ္ဂိုလ်တဲ့တမာတိဝေးတယ်တဲ့တမာတိမှဝေးกว่าတယ်တဲ့စနစ်တကျဟောတာနော်မြတ်စွာဘုရားကဒါကြောင့်မာမာနမရှိရဘူးနှိမ့်ချတဲ့စိတ်နဲ့ပဲဆွမ်းခံသွားရမယ်ပေါ့နောက်တစ်ချက်ကဘာပြောလို့ဆိုတော့ခြေသားမောက်ကလန်တဲ့စန့်ကျင်ဘက်စကားကိုမပြောဖို့ကြိုးစားပါတဲ့ဘယ်သူနဲ့မှစန့်ကျင်ဘက်စကားမပြောနဲ့တဲ့သူကဒါဆိုရင်ကိုကဟိုဟာလို့သွားလုံမနေနဲ့ပေါ့နော်ဆန့်ကျင်ဘက်စကားမပြောနဲ့တဲ့ဘာဖြစ်လို့ဆိုဆန့်ကျင်ဘက်စကားပြောရင်သေချာပေါက်စကားများရတော့မယ်တဲ့တစ်ဖက်ကလည်းပြောမယ်နော်ကိုကလည်းစားရဆဆန့်ကျင်ပြီဆိုမှတော့ကို့မှာလည်းပြောစရာတွေကအများကြီးရှိမနေနိုင်ဘူးလားရှိနေနော်စကားတွေများလာလို့ရှိရင်ပြန့်လွင့်မယ်တဲ့ပြ
ပြန့်လွင့်လို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်စောင့်စည်းမှုမရှိနိုင်ဘူးစောင့်စည်းမှုမရှိရင်အဲ့ဒီပုဂ္ဂိုလ်ကတမာတိတရားမှဝေးကွာတယ်တဲ့နှစ်ချက်ရှိပြီနော်မာနဆိုတဲ့နှာမောင်းကြီးကိုမြှောက်ချပြီးတော့မသွားနဲ့ဆန့်ကျင်ဘက်စကားတွေမပြောနဲ့တဲ့နောက်ထပ်မြတ်စွာဘုရားပါဟောတော့စေတမောက္ကလံတဲ့နော်အရာအလုံးနဲ့ဆက်ဆံတာကိုလည်းငါမချီးမွမ်းမှုတဲ့အရာအလုံးနဲ့မဆက်ဆံတာကိုလည်းငါမချီးမွမ်းမှုတဲ့တေချာနာထောင်တော့အသေးစိတ်လေးတော့ဦးဇင်းကသိရှင်းပြဖို့အချိန်ကမရှိဘူးပြောချင်တာတွေကများတယ်ဟုတ်လားအရာအလုံးနဲ့ဆက်ဆံတာကိုလည်းမချီးမွမ်းဘူးအရာအလုံးနဲ့မဆက်ဆံတာကိုလည်းမချီးမွမ်းဘူးဆိုလိုတာကဆက်ဆံတဲ့အရာကိုဆက်ဆံမယ်မဆက်ဆံတဲ့အရာကိုမဆက်ဆံနဲ့လို့ဆိုလိုတာအဲ့လိုဆိုရင်မဆက်ဆံတဲ့အရာကဘာတော့ဆိုတော့လူသံသူသံတွေစူးညံနေတဲ့လူတွေသူတွေရှုပ်ထွေးနေတဲ့အဲ့လိုနေရာမျိုးမဆက်ဆံနေတဲ့မတော်နဲ့တဲ့မနေနဲ့တဲ့မတိတ်ဆိတ်တဲ့နေရာဟုတ်လားဆက်ဆံတဲ့နေရာကဘာတော့လျှို့ဝှက်တဲ့အရာတွေကိုတိုင်ပင်လို့ရတဲ့စိတ်ငြိမ်တဲ့ဟုတ်လားလူတွေဒီကနေတိုက်ခတ်လာတဲ့လေမရှိတဲ့ဟာစားရတော့အဲ့လိုလေးသုံးတာနော်လူများရင်လူတွေကိုတိုက်ခတ်လာတဲ့လေဟာကိုယ်စီရောက်လာနိုင်တယ်လေဟုတ်လားအဲ့လိုမျိုးလူကိုတိုက်ခတ်ပြီးတော့လာတဲ့လေမရှိတဲ့နေရာဘယ်သူမှတိတ်ပြီးတော့စိတ်ဝင်စားတဲ့နေရာစိတ်ငြိမ်တဲ့နေရာလေအဲ့လိုနေရာမျိုးကိုမိဝဲရမယ်ဒါဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်ဟာတည်ငြိမ်မှုရပြီးတော့အမှန်တရားကိုသိနိုင်တယ်လို့မြတ်စွာဘုရားအဲ့လိုအမိန့်ရှိအဲ့တော့ရှင်မောက္ကလံကမြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားတဲ့အဲ့လိုဆိုလို့ရှိရင်ဘယ်လိုကျင့်သုံးလို့ရှိရင်နော်ဒီတဏှာဆိုတဲ့ကိလေသာတရားတွေကလွတ်မြောက်ပြီးတော့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်မလဲဒါကဥစဉ်ကအနှစ်ချုပ်လေးပဲပြောတာပါအဲ့လိုမေးတဲ့အခါကျတော့မြတ်စွာဘုရားကစေတမောက္ကလံတဲ့တရားအလုံးရဲ့ပုံမှာစွဲလမ်းမှုမရှိရဘူးလို့မြတ်စွာဘုရားဟောတယ်ဆိုတာကိုကြားဖို့ထားတဲ့ပုဂ္ဂိုလ်တယောက်ဘယ်တရားရဲ့ပုံမှာစွဲလမ်းမှုမရှိရဘူးလို့ကြားဖို့ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာရဲ့ပုံမှာမှမစွဲလမ်းမှုဆိုတဲ့စိတ်နဲ့ဖြစ်ပေါ်လာတဲ့ဒီဒုက္ခဝေဒနာဒုက္ခဝေဒနာအဒုက္ခမဒုက္ခဝေဒနာဒီဝေဒနာတွေဖြစ်တိုင်းဖြစ်တိုင်းဒါတွေဟာမတည်မြဲတဲ့သဘာဝတွေပဲအနိစ္စလို့မြင်အောင်ရှုရမယ်ပေါ့ဟုတ်လားဒါတွေဟာမနှစ်သက်အပ်တဲ့အရာတွေပဲဝိရာဂလို့မြင်အောင်ရှုရမယ်ဒါတွေဟာချုပ်ပြောက်သွားတဲ့အရာတွေပဲဒါတွေပေါ်မှာဆွန့်လွတ်ပြရမယ့်အရာတွေပဲလို့မြင်အောင်ရှုရမယ်တဲ့အဲ့ဒါဆိုရင်အဲ့ဒီသဘာဝတရားတွေရဲ့ပေါ်မှာဆွဲလန့်မှုကင်းပြီးတော့ဆွဲလန့်မှုကင်းတဲ့ပုဂ္ဂိုလ်ဟာလွတ်မြောက်မှုဆိုတဲ့ချမ်းသာကိုရမယ်လို့အတူချုပ်ကလေးဒါဥစဉ်ကပြောပြတာပါဟုတ်လားအဲ့ဒါမြတ်စွာဘုရားဟောတာတော့ပို့ပြီးတော့တတ်တဲ့ကြည်ကြည်ပြန့်ပြန့်ဟောထားတယ်ဟုတ်လားအဲ့တော့အနှစ်ချုပ်ပြောရရင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုခြင်းနဲ့နော်ကိလေသာကုန်ခန်းသွားစေခြင်းနဲ့ဆိုလို့ရှိရင်အရာအလုံးကိုစွန့်လွတ်ပြရမယ်မစွဲလန်းရဘူးဆိုတဲ့မြတ်စွာဘုရားရဲ့အဆုံးအမကိုနားလည်ပြီးတော့ဖြစ်ပေါ်လာတဲ့ဝေဒနာတွေရဲ့ပုံမှာမှန်မှန်ကန်ကန်နော်အနိစ္စလို့သိအောင်မြင်အောင်ကြိမ်ဖန်များစွာကြိုးစားအထောက်ပြီးတော့နေရမယ်လို့နော်ဝေဒနာရဲ့အကြောင်းကိုအဓိကဟောတာပါအဲ့ဒီဒေသနာလဲဟောပြီးတော့ရှင်မောက္ကလံဟာယန္တာဖြစ်တယ်ဟုတ်လားရှင်မောက္ကလံယန္တာဖြစ်တယ်နော်အဲ့တော့သူ့ရဲ့ဘဝတစ်လျှောက်လုံးမှာသူဟာဘာနဲ့ထင်ရှားလဲလို့မေးရင်တကူဣတိဘတ်နဲ့ထင်ရှားတယ်ပေါ့နော်တကူဣတိဘတ်ကြီးတဲ့နေရာမှာသူ့ကိုပဲမြတ်စွာဘုရားကနော်စံထားပြီးတော့ဟောပြတဲ့ဒေသနာတွေအများကြီးရှိတယ်ဟုတ်လားနန္ဒောပဏ္ဏနဂါမင်းကြီးကိုနှိမ်နေတာဒါအလွန်ထင်ရှားတယ်ပေါ့ဘုရားဘာသာဝင်ရဲ့အတိုင်းပိုင်းမှာအလုံးသိပါတယ်ဟုတ်လားနောက်ပြီးတော့ဦးဇင်းတို့ဝိသခာဓာယိကာမကြီးစောက်လောက်လူတန်းထားတဲ့ဥပ္ပါယုံအကြောင်းကိုခြေမှန်းဖြင့်လှုပ်ရှားစေနိုင်တဲ့အစွမ်းဒါလည်းနာမည်ကြီးတာပဲအဲ့ဒီပုပ္ပါယုံအကြောင်းဆိုတာကလည်းပဲဒီရှင်မောက္ကလံကိုရမြတ်ကြီးဥရှိပြီးတော့စောက်လို့အလွန်ကြီးတဲ့ကြောင်းကြီးဟာ6လအတွင်းမှာပြီးစီတာသူ့ရဲ့တကိုးတွေပါတယ်ပေါ့နော်အေးဒါဒီပုပ္ပါယုံအကြောင်းကိုခြေမှန်းဖြင့်နော်တုံလှုပ်စေတယ်ဆိုတဲ့အကြောင်းအရာလေးကလည်းပဲစိတ်ဝင်စားစရာရှိတယ်နောက်အခါတစ်ပါးမှာအဲ့ဒီမိဂါရမာတာလို့ခေါ်တဲ့ဝိသခာကျောင်းမကြီးစောက်လို့ထားတဲ့နော်ဘုရင်တို့တာဝတိမြို့ရဲ့အရှိအမှာရှိတဲ့ပုပ္ပါယုံကျောင်းတိုက်ကြီးဟုတ်လားအဲ့ဒီပုပ္ပါယုံကျောင်းတိုက်ကြီးထဲမှာယဟန်တော်တွေကစကားတွေပြောဆူညာပြီးတော့တတိတွေလွတ်ပြီးတော့ဘာအိမ်ဒီမှမရှိဘဲနဲ့တကယ်ဟေးလေးဟွာလေးဖြစ်နေတာအဲ့ဒါကိုမြတ်စွာဘုရားကသိတော်မူတဲ့အတွက်ကြောင့်ရှင်မောက္ကလံကိုခေါ်ပြီးတော့စေတမောက္ကလံအဲ့ဒီအချီးနီးသောယဟန်တွေကိုထိတ်လန့်တုန်လှုပ်သွားအောင်အစွမ်းပြသမ်းပါလို့ခိုင်းတယ်နော်အဲ့ဒီလိုခိုင်းတဲ့အခါကျတော့ရှင်မောက္ကလံကဒီပုပ္ပါယုံအကြောင်းကြီးကိုအထက်အောက်လှုပ်အောင်လုပ်တယ်တဲ့နော်ဘေးဆောင်လိုက်လှုပ်အောင်လည်းလုပ်တယ်ဒါကသူကနော်ဦးဇင်းတို့ဇာဝနာဝရှိတာပြောရမယ်ဆိုလို့ရှိရင်သူအာဘောကတိုင်းသဘောမျိုးဝင်စားပြီးတော့နော်ရေထဲမှာတစ်ခုခုထားတယ်ဆိုရင်အဲ့ဒါလေးကလှုပ်ဖို့အတွက်မလွယ်ဘူးလားလွယ်တယ်နော်သူအဲ့လိုတကိုးအစီရင်နဲ့သူလှုပ်တာဟုတ်လားဒါကိုသူချီမလေးနဲ့ပဲလှုပ်အောင်လှုပ်တာအဲ့လိုလှုပ်သွားတဲ့အခါကျတော့
ယဟန်တွေအကုန်လုံးထွက်ပြေးတာမြတ်စွာဘုရားကြီးကိုထွက်ပြေးလာကြတာလေလည်းမတိုက်ပဲနဲ့လှုပ်ပုံကြီးကအထက်အောက်လည်းလှုပ်တယ်ဘေးတိုက်လည်းလှုပ်တယ်ဘယ်သူကြောင့်လှုပ်တယ်လို့လဲသူတို့မသိဘူးဘာကြောင့်လှုပ်တယ်လို့လဲမသိဘူးသူတို့သိတာတော့ကြောက်ရွံ့သွားတယ်ထိတ်လန့်သွားတယ်အဲမြတ်စွာဘုရားကြီးအကုန်ရောက်လာတော့မြတ်စွာဘုရားကိုအကျိုးကြောင့်လျှောက်တော့မြတ်စွာဘုရားကဒါရှင်မမောက္ကလန်ရဲ့အစွမ်းနော်သင်္ချေသားတို့မေ့လျော့နေတဲ့အတွက်ကြောင့်ငါကရှင်မမောက္ကလန်ကိုဒီလိုခိုင်းတာလို့ပြောတယ်မြတ်စွာဘုရားတရားဟောတာအဲ့လောက်သူ့ရဲ့အစွမ်းတတ္တိကြီးမားတယ်ပေါ့ဒီဦးဇင်းတို့ပုဗ္ဗာယုံကျောင်းတိုက်ကြီးကိုလှုပ်ရှားစေနိုင်တာတဲ့နော်တရားမင်းရဲ့တာဝရိန္ဒာနတ်ပြည်ကဝေဇန္တာပြတ်သက်ကိုလှုပ်ရှားစေနိုင်တာကပို့ပြီးတော့အံ့ဩစရာရှိတယ်ပေါ့အဲ့ဒါကလည်းပဲဒါမှတ်တမ်းတင်ထားလို့သာသိကြရတာပေါ့လေအဲ့ဒီအကြောင်းအရာကဦးဇင်းတို့ဘယ်မှာတွေ့ရတော့ဆိုတော့မေဇိမာနိကေထဲမှာသုလတနာသင်္ခေယတုတ်တံဆိုတာရှိတယ်အဲ့ဒီမှာမှတ်တမ်းတင်ထားတာတွေ့တယ်နောက်အခါတစ်ပါးမြတ်စွာဘုရားပုဗ္ဗာယုံကျောင်းမှာသတင်းသုံးနေတော့တရားမင်းရောက်လာတယ်မြတ်စွာဘုရားဒီကိုရောက်လာပြီးတော့နော်ဒီလိုချင်မမောမှုရှိတဲ့တဏှာလောဘကုန်အောင်ဒုက္ခချုပ်သွားအောင်နိဗ္ဗာန်ရအောင်ဘယ်လိုကျင့်ရမလို့အချင်းချုပ်ကလေးဟောပါလို့မြတ်စွာဘုရားကိုလျှောက်တယ်လျှောက်တော့မြတ်စွာဘုရားကစောစောကရှင်မမောက္ကလံကိုဟောပြတဲ့အကြောင်းအရာလေးနဲ့တိုက်ဆိုင်သွားတူးနေတယ်ဗျာဦးဇင်းကစာကြည့်ရင်းနဲ့တူးနေတယ်လို့တွေ့ရတယ်နော်တဏှာကုန်အောင်ဘယ်လိုကျင့်ရမလဲဆိုတော့စောစောကပြောခဲ့တယ်နော်အရာအလုံးကိုမဆွဲလိုက်ရဘူးဆိုတာကိုမြတ်စွာဘုရားဟောတယ်ဟုတ်လားအဲ့ဒါကိုသိမြင်နားလည်ပြီးတော့ဒီဝေဒနာတွေရဲ့ပုံမှာဘာလို့ရမလို့အနိစ္စမတည်မြဲတဲ့သဘာဝတွေလို့ရှုမှတ်ရမယ်ဆင်ញင်ရမယ်ပွားများရမယ်ကြိုးစားရမယ်ဒါဆိုလို့ရှိရင်ဆွဲလန်းမှုကင်းပြီးတော့ဒုက္ခခတ်တွေချုပ်ငြိမ့်မယ်လို့ဒါအချင်းချုပ်ကလေးပြောတာပါဟုတ်လားအဲ့လိုမျိုးတရားမင်းကိုဟောတော့တရားမင်းကအရင်သဘောကျတယ်သူနားလဲလေတယ်သဘောကျတဲ့အခါကျတော့သူသာဓုခေါ်တယ်ပေါ့ဝမ်းမြောက်ဝမ်းသာအဲ့လိုသာဓုခေါ်ပြီးတော့သူ့ရဲ့နတ်ပြည်ကိုပြန်တယ်အဲ့ဒီသာဓုခေါ်တဲ့အတန်ကိုရှင်မမောက္ကလန်ကကြားတယ်ကြားတဲ့အခါကျတော့ဒီနတ်ကတကယ်နားလေလို့သာဓုခေါ်တာလားနားမလဲပဲနဲ့သူများကြားအကောင်းအောင်လုပ်ပဲသာဓုခေါ်နေတာလားငါတည်တည်ချာချာသွားသိအောင်နောက်ကနေလိုက်ပြီးတော့မေးမယ်ဆိုတော့ဘာမှမကွာဘူးနော်တရားမင်းကြံသွားတာနဲ့နောက်ကတောက်လျှောက်နေပါလိုက်သွားတာရှင်မမောက္ကလန်လိုက်သွားတာဒါပေမဲ့ဟိုရောက်တဲ့အခါကျတော့တရားမင်းကဥယျာဉ်နဲ့ရောက်နေပြီစင်မော်ရောက်နေပြီအကျဉ်းရင်တွေလည်းအများကြီးပဲအဲ့ဒါရှင်မမောက္ကလန်ကြွလာတယ်ဆိုတော့သိတာပေါ့နော်သူသတင်းသုံးပေါ်လို့တောင်သုံးတာနော်ဒီယဟန်တွေကိုတရားမင်းကဟုတ်လားသိတော့အရှင်ဘုရားကြွလာတယ်နော်အကြာကြီးနေမှတပည့်တော်နေရာကိုကြွလာတယ်ကြွပါဘုရားဆိုပြီးတော့နော်ခကြီးဥကျိုပြုတယ်စင်မောကဆင်းပြီးတော့အဲ့ဒီမှာရှင်မမောက္ကလန်ကဘာမှမပြောဘူးစောတော်တော်ကဟာကိုပဲတမ်းမိတာစောတော်တော်ကတင်တာတို့ခေါ်တဲ့ကိုကြားရတယ်ပေါ့နော်မြတ်စွာဘုရားကတင့်ကိုဘလို့တရားမျိုးမြတ်ဟောလိုက်တယ်လေငါတို့ကိုလည်းပဲအညီအမျှသိအောင်လုပ်ပါငါလည်းသိချင်ပါတယ်ပေါ့တကယ်သိချင်တာနော်သူကအဲ့လိုပြောတဲ့အခါကျတော့တရားမင်းရဲ့ခေါင်းထဲမှာစောတော်ကတင်နားထားခဲ့တဲ့တရားကမရှိတော့ဘူးလို့ပြောရရှိတယ်ပြတ်သွားဟုတ်လားသူကောင်းထဲမှာဘာမှမရှိတော့ဘာလို့လဲဆိုတော့သူ့မှာအာယုန်နေများနေတယ်ပေါ့အဲ့တော့တရားမင်းကသူမမှတ်မိတာကိုမမှတ်မိဘူးလို့တော့သူမပြောဘူးဘာပြောတော့ဆိုတော့အရှင်ဘုရားတဲ့တပည့်တော်ကအလုတ်ကိစ္စတွေအလွန်များတယ်ပေါ့တပည့်တော်အတွက်များတာမဟုတ်ပါဘူးတဲ့ဒီတာဝရိန္ဒာနတ်တွေအတွက်လုံနေရတာအလွန်များတယ်တဲ့ဒါဓမ္မတို့ဦးဇင်းတို့လူတွေမသိနိုင်တဲ့နတ်တွေရဲ့ကိစ္စပေါ့နော်အဲ့ဒီမှာဆက်ပြီးတော့သူကစိတ်ပြေလက်ပြောက်ဆိုကြပါစို့လေဘာလို့တော့ဆိုတော့အရှင်ဘုရားတဲ့ရှေးတုန်းကဖြစ်ခဲ့ဘူးတဲ့တပည့်တော်တို့တာဝရိန္ဒာနတ်တွေနဲ့အတူရာနတ်တွေနဲ့စစ်ပွဲကြီးအကြီးကျယ်ဖြစ်တာအဲ့လိုဖြစ်တဲ့အခါမှာတာဝရိန္ဒာနတ်တွေကစစ်အောင်နိုင်ခဲ့ကြတယ်အဲ့လိုစစ်အောင်နိုင်ခဲ့ကြတဲ့အခါမှာစစ်အောင်နိုင်တဲ့အထိအမှတ်နေနဲ့ဝေဇန္တာပြတ်သက်ကြီးကိုဖန်ဆင်းကြတယ်တဲ့နတ်တွေအဲ့ဒီဝေဇန္တာပြတ်သက်ကြီးဟာဘုံဆောင်ပေါင်း100နဲ့တဆောင်ရှိတယ်တဲ့ဘုံဆောင်ပေါင်း100နဲ့တဆောင်ရှိတယ်တဆောင်တဆောင်မှာအခန်းပေါင်း900ရှိတယ်တဲ့ပြီးရင်အင်းကြရင်တွက်ကြည့်ရမယ်နော်တဆောင်တဆောင်မှာအခန်းပေါင်း900ရှိတယ်တခန်းတခန်းမှာနတ်သမီး9ယောက်ရှိတယ်တဲ့အဲ့ဒီ9ယောက်ရှိသောနတ်သမီးမှာတယောက်ရှိသောနတ်သမီးမှာ9ယောက်အချမ်းရံရှိတယ်တဲ့နော်တခန်းမှာနတ်သမီး9ယောက်ရှိတယ်အဲ့ဒီ9ယောက်သောနတ်သမီးဟာတယောက်စီမှာ9ယောက်စီထပ်ပြီးတော့နတ်သမီးရှိတယ်အဲဥစဉ်ကဏ္ဍပေါင်းဆက်နဲ့ပေါင်းကြည့်တယ်3သန်းကျော်လောက်ရှိတယ်နတ်သမီးတွေနော်တရားမင်းရဲ့စီးစိမ်ပေါ့အဲ့ဒီလောက်ကြီးကျယ်တဲ့
ဝေဇံပြတ်တာပြတ်တဲ့ကြီးကိုအရှင်ဘုရားရောက်တော့ရောက်ခိုင်းကြည့်စီခြင်းပါတယ်တဲ့အဲ့ပင့်သွားတာဗျပင့်တော့ရှင်မောက္ကလန်ကစာထဲမှာရေးပြထားတာတီးခံတော်မူတယ်တဲ့အဲ့လိုလေးရေးထားဟုတ်လားတီးခံတယ်ဆိုတာဘယ်လိုနေရာမျိုးမှာသုံးတာတော့များသောအားဖြင့်မကြိုက်တဲ့နေရာမှာသုံးတာနော်အရှင်မြတ်ကတော့မကြိုက်ဘူးလို့တော့မရှိပါဘူးဒါပေမဲ့စာရေးထားတာလေးကိုဦးဇင်းကသတိထားမိတယ်ဩလှပတယ်ပေါ့ရေးထားတယ်တီးခံတော်မူတယ်တဲ့ကြွလိုက်သွားတာဟိုရောက်တော့အဲ့ဒါအကုန်လုံးပြတော့နတ်သမီးတွေကရောက်ခမကိုမြင်လို့ထိတ်လန့်တဲ့ချွေးမလိုပဲတဲ့အကုန်လုံးခန်းထဲပြန်ဝင်သွားကြတယ်တဲ့ခုခေတ်ချွေးမတွေတော့လန့်ညင်မှလန့်မှာပေါ့လေဟုတ်လားသူတွေ့ခါကဖြစ်ခါကချွေးမကတော့ရောက်ခမကိုလန့်တာရှိတယ်အရှင်မောက္ကလန်ကိုမြင်တဲ့အခါကျတော့အဲ့ဒီနတ်သမီးတွေအကုန်လုံးပြန်ပြီးတော့ဝင်သွားကြတယ်အဲ့ဒီမှာရှင်မောက္ကလန်ကအော်ဒီနတ်ဟာအလွန်မှမေ့လျော့တဲ့နတ်ပဲအဲ့တော့ဒင်းကိုတော့ငါတတိယအောင်ထိတ်လန့်စေမှသာလေတင့်တော်လိုက်မယ်ဆိုတော့ဘာလုပ်လဲဆိုတော့အဲ့ဒီဝင်စရာတာပြတ်တက်ကြီးကိုတုံလှုပ်စေနိုင်တဲ့တကောအစီရင်ကိုစီမံဖန်တီးရတဲ့အဲ့တော့စောစောတုန်းကပုဗ္ဗာယုံအကြောင်းကြီးကိုတုံလှုပ်စေတယ်လို့မျိုးပဲဒီလောက်ကြီးကျယ်တဲ့ဝေဇန္တာပြတ်တက်ကြီးကိုအထက်အောက်လှုပ်စေတယ်ဘေးဆောင်တိုင်းလှုပ်စေတယ်အလုံးထိတ်လန့်တုံလှုပ်သွားတယ်အဲ့ဒီမှာတရားမင်းလည်းအကြီးကျယ်ထိတ်လန့်တုံလှုပ်သွားတယ်အံ့ဩစရာကောင်းတာကအဲ့ဒီလိုလဲထိတ်လန့်တုံလှုပ်သွားရောစောတော့ကမေ့နေတဲ့တရားတွေအကုန်ပြန်ပေါ်လာတယ်နော်ဒါကတော်တော်စဉ်းစားစရာကောင်းတဲ့အချက်ပဲနော်အဲ့တော့တရားတော်မတို့ဦးဇင်းတို့လည်းပဲတရားမေ့နေရင်ကြောက်စရာအကောင်းဆုံးຢာကိုစဉ်းစားကြည့်ဦးကြောက်စရာအကောင်းဆုံးကဘာလဲတေခြင်းတရားပေါ့တချင်းကြရင်ပျက်စီးရမှာနော်ဒါကိုတရားတော်မတို့ဦးဇင်းတို့ကတခါလေတနေ့သာကုံသွားတာကောင်းတဲ့ကိုတခါမှဒီအကြောင်းအရာရောက်မလာတဲ့နေမျိုးရှိတယ်မို့လားမေ့တာဟုတ်လားဒါကြောင့်မေ့နေလို့ရှိရင်ကြောက်စရာကောင်းတဲ့အရာကိုစဉ်းစားပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာတရားတွေပြန်ပေါ်လာအောင်ကြိုးစားကြည့်ပေါ့နော်အဲ့ဒီတော့လုံးစစ်ပတ်စစ်အကုန်လုံးပြန်ပြီးတော့အမှတ်ရတဲ့တရားမင်းကအဲ့ဒီမှာအရှင်ဘုရားတို့အမှတ်ရပြီဆိုတော့ပြောပြတာဘုရားဟောပြတဲ့အတိုင်းဟုတ်လားအဲ့ဒီတော့မှရှင်မောက္ကလန်လည်းတာတို့ခေါ်ပြီးတော့တာဝရိနာနတ်ပြည်ကနေပြန်ကြွလာတာအဲ့ဒီတော့နတ်သမီးတွေကမေးတယ်တဲ့တရားမင်းကိုဒါအရှင်ကိုးကွယ်နေတဲ့အရှင်ရဲ့ဆရာမြတ်စွာဘုရားဆိုတာဒါလားတဲ့အဲ့တော့ဒီလိုမေးပုံကိုထောက်တော့ဒီနတ်သမီးတွေမြတ်စွာဘုရားတွေကိုမရောက်ဘူးဆိုတာသိကြတယ်ဟုတ်တယ်မဟုတ်လားအဲ့တော့တရားမင်းကဘာပြောဆိုတော့ဒါဟာငါရဲ့ဆရာမြတ်စွာဘုရားမဟုတ်သေးဘူးတဲ့ဒါဟာငါနဲ့တည်င်းသုံးပေါ်ဖြစ်တယ်တဲ့ဟောဒီလိုသုံးတာနော်အဲ့ဒီအချိန်မှာတရားမင်းဟာသောတာပန်ဖြစ်ပြီးပြီလို့နားလည်နိုင်တယ်ပေါ့ဒါကြောင့်မို့လို့အရိယာချင်းချင်းမို့လို့ဘာပြောတာတော့တရင်သုံးပေါ်လို့ဒီလိုသုံးတာအဲ့ဒါကရှင်မောက္ကလန်ကိုရမြတ်ကြီးရဲ့နော်အစွမ်းရည်တတ္တိကိုပေါ်လွင်ထင်ရှားစေတဲ့သုတ်တန်တစ်ခုနော်တကိုးနဲ့ပတ်သက်ပြီးတော့ဟုတ်လားဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့နော်သူနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကနော်အရင်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေရှိတယ်နောက်ထပ်ဦးဇင်းတို့ဒီအရှင်မြတ်ကြီးဟောခဲ့တဲ့သုတ်တန်တစ်ပုဒ်ရှိတယ်အဲ့ဒီသုတ်တန်လေးကိုတော့ဦးဇင်းကအချင်းချုပ်ပြီးတော့ပဲပြောပါမယ်အနုမာနသုတ်တန်တဲ့မူလပါဏာတပါဠိတော်မှာမှတ်တမ်းတင်ထားတယ်အဲ့ဒီသုတ်တံကိုအဲ့ဒီသုတ်ကိုဖွင့်ဆိုတဲ့အထက်ကရာထဲမှာဘယ်လိုတောင်ပြောထားလဲဆိုလို့ရှိရင်ယဟန်နေရဲ့ပါတိမောက်ဖြစ်တယ်လို့တောင်ပြောထားတယ်တဲ့သိလားအမြဲတမ်းစဉ်းစားဆင်ခြင်တဲ့သုတ်တံယဟန်တစ်ပါးဟာအဲ့ဒီသုတ်တံကိုတရက်ကို3ခါလောက်တော့စဉ်းစားတဲ့တဲ့3ခါလောက်မဆင်ခြင်နိုင်ဘူးဆိုရင်2ခါတော့စဉ်းစားဆင်ခြင်တဲ့တဲ့2ခါမစဉ်းစားနိုင်ဘူးဆိုရင်မဖြစ်မနေ1ခါတော့စဉ်းစားတဲ့တဲ့နေတိုင်းတော့အဲ့ဒီနုမာနသုတ်တံကိုအဲ့ဒါလို့အမွှန်းတင်ထားတာဘလောက်ကောင်းတော့အဲ့ဒီသုတ်တံကဦးဇင်းအကျေပြောလို့ရှိရင်အဲ့ဒီသုတ်တံတစ်ခုတည်းနဲ့ဆုံးသွားလိမ့်မယ်ဟုတ်လားနောက်ထပ်ပြောချင်တာတွေကအများကြီးကြံတယ်အဲ့တော့သူ့အကြောင်းအရာကိုနည်းနည်းလေးပဲဦးဇင်းပြောမယ်အညွှန်းလေးလောက်ပဲပေးမယ်ပေါ့တော့ဦးဇင်းတို့တစ်ချိန်တုန်းကမှန်ကြည့်လိုက်ပါဦးဆိုတဲ့ခေါင်းစဉ်နဲ့တရားတစ်ပုဒ်ဟောထားတာရှိတယ်အဲ့ဒီထဲမှာအကျေတင်ဝနာယူနိုင်တယ်ပေါ့အဲ့ဒါအနုမာနသုတ်တံကိုဟောထားတာသူ့ကိုအကျဉ်းမြင်လေးပဲဦးဇင်းတို့ပြောပြမယ်ယဟန်တွေကိုဟောတာရှင်မောက္ကလန်ကအရှင်တို့တဲ့ဟောဒီသာသနာမှာတချို့ယဟန်တွေဟာအရှင်ဘုရားတပည့်တော်ကိုဆုံးမပါဗျာတပည့်တော်ကိုဆုံးမပါဗျာလို့ပြောကြတယ်တဲ့ဒါပေမဲ့သူ့ရဲ့တန်တန်မှာအဆုံးမခက်ကြောင်းတရားတွေရှိနေမယ်ဆိုရင်ဘယ်ယဟန်ကမှသူ့ကိုဆုံးမခြင်းမှာမဟုတ်ဘူးတဲ့ဆုံးမထိုက်တဲ့လူလို့လည်းပဲမှတ်ထင်မှာမဟုတ်ဘူးတဲ့ပါဇက်ကသာဆုံးမပါလို့ပြောတာတဲ့စိတ်ထဲမှာသူ့တန်တန်မှာအဆုံးမခက်ကြောင်းတရားတွေရှိနေမယ်ဆိုရင်ဆုံးမထိုက်တယ်လို့ဘယ်သူမှထင်မှာမဟုတ်ဘူးတဲ့ဒါအဆုံးမခက်ကြောင်းတရားကဘာလဲဆို15မျိုးတောင်ပြောတယ်အဲ့ဒါဥစဉ်လည်းပဲ
ခက်ရခက်စစ်တော့မှတ်လာတာပဲစီမလားတော့မသိဘူးဟုတ်လားနော်15မျိုးဘာပြောတော့ဆိုတော့တချို့ယဟန်တွေဟာတဲ့နော်ဘာစိတ်ထဲမှာဘာရှိတော့ဆိုအလိုဆိုးတွေရှိတယ်တဲ့ဟိုတနေ့ကတောင်ပြောရတယ်နော်အဲ့ဒီအလိုဆိုးရဲ့အလိုကိုလည်းသူလိုက်တယ်တဲ့နော်အလိုဆိုးရှိုံနဲ့မကဘူးအလိုဆိုးကိုအကောင့်ထဲပေါ်တယ်ပေါ့ဒါနံပါတ်1အဆုံးအမခကြောင်တရားနောက်နံပါတ်2ကိုမြင့်တင်တယ်သူတစ်ပါးကိုရှုံချတယ်တဲ့ဒါအဆုံးအမခကြောင်တရားဟုတ်လားနောက်ဦးဇင်းတို့နံပါတ်3ဘာပြောတော့ဆိုတော့သူအမြင့်နဲ့ပတ်သက်ပြီးတော့ပြောတာအလွန်အမျက်ထွက်လွယ်တယ်အမျက်ရဲ့လွှမ်းမိုးမှုကိုအမြဲတမ်းခံရတယ်ဟုတ်လားပြီးတော့အမျက်ထွက်ရုံနဲ့မကဘူးရန်ညိုးလေးဖွဲ့တယ်တဲ့နောက်အမျက်ထွက်ရုံနဲ့မကဘူးနော်သူ့ရဲ့စိတ်ထဲမှာရန်ညိုးတွေကစွဲနေတယ်တဲ့ဖြောက်လို့ကိုမရဘူးမုံတီးမှုကစွဲနေတယ်ဟုတ်လားဒါတွေမကဘူးတဲ့အဲ့ဒီအမျက်ထွက်ပြီးတော့အမျက်နဲ့နီးစပ်တဲ့စကားကိုလည်းအမြဲတမ်းပြောတယ်တဲ့တပြစ်တောက်နဲ့မကျေနပ်တာကိုအမြဲတမ်းပြောနေတယ်တဲ့ဒါအဆုံးမခက်ကြောင်တရားတွေကိုပြောတာနော်နောက်ဦးဇင်းတို့စောရနာတယ်ဆိုတဲ့စကားနဲ့ပတ်သက်ပြီးတော့သူက5ချက်တောင်ဟောတယ်စောရနာတယ်ဆိုတာကနော်ကိုယ့်ကိုဘာလုပ်တာတော့နော်ဒီလိုဟုတ်လားလို့စောရကတက်တာပေါ့နော်ကိုယ့်ရဲ့အပြစ်ကိုပြပြီးတော့ထောက်ပြပြီးတော့ပြောတာပေါ့လူတွေအနေနဲ့ပြောမယ်ဆိုလို့ရှိရင်အဲ့ဒါလို့စောရကတက်လာတဲ့စောရနာတယ်ဆိုရင်သူဘာလုပ်တော့မကျေနပ်ဘူးတဲ့သူ့ကိုစောရနာတဲ့လူကိုမကျေနပ်ဘူးအဲ့ဒါအဆုံးမခကြောင်တရားတယ်နော်နောက်မကျေနပ်တော့သူဘာလုပ်တော့ဆိုတော့ကြိမ်မောင်းမယ်တဲ့စောရကတက်တဲ့လူကိုကြိမ်မောင်းရင်မကဘူးတဲ့ပြန်ပြီးတော့ပြောမယ်တဲ့နော်ဒါတည်းမကဘူးတဲ့စောရကတက်တဲ့ပုဂ္ဂိုလ်ရဲ့စကားတွေကိုရှောက်လွှဲပြီးတော့ပြောနေတာဟိုကစစ်ဆေးတယ်ပြောတယ်ဆိုရင်အပြစ်ထောက်ပြဆိုအတိတ်ပဲမရှိစကားတွေကိုရှောက်လွှဲနေတာလူလောကကြီးမှာဒါမျိုးတွေမရှိဘူးလားရှိတယ်နော်ဒီကပြောနေတာတကယ်သူရှောက်ပြီးတော့ဖုံးကွယ်ဖိပြီးတော့ရှောက်လွှဲနေတာစကားတွေကိုဟုတ်လားနောက်စောရကတက်လာပြီဆိုလို့ရှိရင်ဖြစ်ရဖြစ်ကြောင်းအထုပ်ပတ်တိကိုကုံရှင်းအောင်သဘာဝကြောင့်သူမဖြည့်ရှင်းနိုင်ဘူးတဲ့အဆုံးမခက်ကြောင်းတရားတွေနော်7မျိုးရှိသွားပြီနောက်4မျိုးကျန်နေတယ်နော်အဲ့ဒါကဘာလဲဆိုတော့ဦးဇင်းတို့အဲ့ဒီပုဂ္ဂိုလ်ဟာမက္ခပလာတမက္ခဆိုတာသူများရဲ့ဂုဏ်ကျေးဇူးကိုဖျက်ဆီးတာသူများကောင်းတာကိုအတိမမပြုတ်နိုင်ဘူးနော်သူများကောင်းတာကိုအတိမမပြုတ်နိုင်ပလာတဆိုတာဂုဏ်ပြိုင်တာဟောသူတို့မှအဲ့လိုမဟုတ်ပါဘူးတို့လည်းဒီလိုပါဆိုတာမျိုးပေါ့ဟုတ်လားနော်မက္ခပလာတတဲ့နောက်အိတ်တာမစ္စရိယတဲ့ဒါကတော့ယဉ်နေပါတယ်နော်မနာလိုခြင်းဝန်တိုခြင်းဒါအဆုံးမခက်ကြောင်းတရားနောက်ထမ္မအတိမာနထမ္မဆိုတာခက်ထန်တာနော်အတိမာနဆိုတာအလွန်မြင့်မောက်မာနကြီးတာဟုတ်လားဒါပါလေဆုံးမခက်ကြောင်းတရားနောက်ဆုံးပြောထားတာကကိုယ့်ရဲ့အယူအဆကိုအလွန်ဆွဲလန်းစွာဆုပ်ကင်ထားတယ်တဲ့အကျိုးသင်အကြောင်းသင်လာပြောတာကိုတော့သူမစွန့်လွတ်နိုင်ဘူးဒါမျိုးတွေမရှိဘူးလားရှိရနော်ကိုမှန်တယ်ထင်လို့ယူဆထားတာဟုတ်တယ်ဒါပေမဲ့အကျိုးသင်အကြောင်းသင်သဘာဝကြကြလာပြောရင်တော့စွန့်လွတ်သင့်ရင်စွန့်လွတ်ရမှာပဲလေဟုတ်တယ်မဟုတ်လားအေးအဲ့လိုမျိုးသူ့မှာမရှိဘူးတဲ့ဒါပါလဲဆိုရင်အဆုံးမခက်ကြောင်းတရားတယ်အဲ့ဒီအဆုံးမခက်ကြောင်းတရားတွေကိုပယ်ရှားဖို့အတွက်အရှင်မကြီးကနီလန်းဘလို့ပေးလဲဆိုတော့အဲ့ဒီအချက်လေးကအလွန်ကြိုက်စရာကောင်းတယ်သူများရဲ့တန်တန်မှာအခုပြောခဲ့တဲ့တရားဆို15မျိုးရှိမယ်ဆိုရင်ငါမနှစ်သက်နိုင်ဘူးငါမမျက်နှိုးနိုင်ဘူးအဲ့ဒါလို့ဆိုရင်ငါတန်တန်မှာအဲ့ဒီလိုအဆုံးမခက်ကြောင်းတရား15မျိုးများရှိနေမယ်ဆိုရင်သူများကလည်းပဲနှစ်သက်ကြမှာမဟုတ်ဘူးမျက်နှိုးကြမှာမဟုတ်ဘူးဆိုတဲ့အတွေးနဲ့အဲ့ဒါကိုဖယ်နိုင်အောင်ကြိုးစားရမယ်အနှစ်ချုပ်ပြောရမယ်ဆိုရင်သူများလောဘဒေါသတွေကြီးရင်ကိုမကြိုက်ဘူးနော်အဲ့လိုဆိုရင်ကိုလောဘဒေါသကြီးရင်ရောသူများကြိုက်မလားမကြိုက်ဘူးသူများမနာလိုမှုဝန်တုံမှုတွေရှိနေတာမြင်ရရင်ကိုမကြိုက်ဘူးအဲ့လိုဆိုရင်ကိုမနာလိုမှုဝန်တုံမှုတွေရှိနေရင်ရောသူများကြိုက်မလားမကြိုက်ဘူးကိုနှိုင်းရှင်ရမယ်နော်မှန်ကြည့်လိုက်ပါအောင်ဆိုတာအဲ့ဒါကိုပြောတာနော်သူများအဲ့ဒါမျိုးဖြစ်နေရင်ကိုမကြိုက်ဘူးဆိုရင်ကိုအဲ့ဒါမျိုးဖြစ်နေတယ်သူများကြိုက်မှာမဟုတ်ဘူးလို့နားလည်ဖို့လိုတယ်ပေါ့လူတွေဆိုတာကသူတော်ရဲ့လေးစားမှုတန်ဖိုးထားမှုမျက်နှာမှုကိုရကျင်ကြတာပဲဟုတ်လားရကျင်တယ်ဆိုရင်ရစရာရှိမှရမှာဟုတ်လားရစရာမရှိဘူးအခုလိုဆိုရတဲ့တရားတွေရှိနေတယ်ဆိုရင်လေးစားမှုမျက်နှာမှုကိုရနိုင်မလားမရနိုင်ဘူးကိုအားသူများကိုပေးနိုင်မလားအဲ့ဒါမျိုးတွေရှိနေမပေးနိုင်ဘူးဒါကိုစဉ်းစားရမယ်လို့ပြောတာနောက်တစ်ဆင့်ထပ်ပြီးတော့ဟောပြန်တယ်အဲ့ဒီတရားဆို15မျိုးကိုပယ်ရှားဖို့အတွက်ကိုစစ်ဆေးရမယ်ငါမှဒီတရားတွေရှိသလားဒီမကောင်းတဲ့တရားတွေရှိနေတယ်ဆိုရင်ပယ်ရှားဖို့ကြိုးစားရမယ်တဲ့ဥပမာနော်လှကျင်ပကျင်တဲ့အရွယ်လေးမှန်ကြည့်ကြပြီဆိုရင်မျက်နှာပေါ်မှာတကယ်လို့မျက်အညစ်အကြေးရှိမယ်ဆိုရင်အဲ့ဒါကိုဖယ်ရှားသုတ်တင်ပြစ်တယ်လို့မျိုးပဲတဲ့ဒါလေးကိုကြည့်ပြီးတော့ဦးဇင်ကအဲ့ဒီတရားကိုမှန်ကြည့်လိုက်ပါအောင်လို့ခေါင်းစဉ်ပေးတာဟုတ်လားကို့မှာအဲ့ဒီမကောင်းတဲ့
စိတ်တဘာဝတွေရှိတယ်ဆိုရင်ဖယ်ရှားဖို့ကြိုးစားရမယ်မှန်ကြည့်တဲ့လူဟာမျက်နှာပေါ်မှာအညစ်အကြေးတွေ့ရင်ဖယ်ရှားတယ်လို့မျိုးတကယ်လို့အဲ့ဒီစိတ်အညစ်အကြေးတွေအဲ့ဒါတွေမရှိဘူးဆိုရင်တော့ဝမ်းမြောက်ဝမ်းသာကုသိုလ်တရားတွေမှာတည်ပြီးတော့စတဲ့တဘုတ်ကောင်းအောင်ကြိုးစားပါလို့အဲ့လိုမထေရမြတ်ကြီးကဟောခဲ့တာအဲ့ဒါကိုဘာခေါ်တော့အနုမာနသုတ်တံတဲ့နောက်ယဟန်တို့ရဲ့ပါတိမောက်လို့တောင်ပြောတဲ့သုတ်တံတဘုတ်ပေါ့ဟုတ်လားဒါကြောင့်ဆုံးမပါလို့ပြောတိုင်းလည်းပဲအဆုံးမခက်ကြောင်တရားတွေရှိနေရင်ဘယ်သူမှဆုံးမခြင်းစိတ်ရှိမှာမဟုတ်ဘူးအဲ့ဒီအဆုံးမခက်ကြောင်တရားတွေရှိနေရင်သူများကိုမမြတ်နှိုးနိုင်တယ်လို့ကိုယ့်ကိုလည်းသူများကမြတ်နှိုးကြမှာမဟုတ်ဘူးဒီအတွေးနဲ့ဖယ်ရှားနိုင်အောင်ကြိုးစားရမယ်ဟုတ်လားအဲ့ဒါတွေရှိမရှိကိုယ့်စစ်ဆေးပြီးတော့ရှိနေတယ်ဆိုရင်ဖယ်ရှားနိုင်အောင်ကြိုးစားရမယ်ဥပမာမှန်ကြည့်ပြီးတော့မျက်နှာပေါ်မှာအငြိကြီးရှိရင်ဖယ်ရှားဖို့ကြိုးစားတယ်လို့မျိုးမရှိဘူးဆိုရင်ဝမ်းမြောက်ဝမ်းသာကုသိုလ်တရားတွေမှာဆက်ပြီးတော့ကြိုးစားရမယ်ဒါအနုမာနသုတ်တံရဲ့အနှစ်ချုပ်ပေါ့ဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့ဆက်ပြီးတော့ဒီရှင်မောဂလန်ကိုရမြတ်ကြီးနဲ့ပတ်သက်တဲ့နောက်အကြောင်းအရာတွေကထူးခြားတဲ့အကြောင်းအရာတစ်ခုဆက်ပြောရမယ်ဆိုလို့ရှိရင်ဦးဇင်းတို့မာရတစ္ဆနိယသုတ်တံဆိုတာအလွန်ထူးခြားတဲ့အကြောင်းအရာတစ်ခုဖြစ်တယ်မေဇိမာနိကေထဲမှာမှတ်တမ်းတင်ထားတယ်နောက်တစ်ချိန်တုန်းကဦးဇင်းတို့စိုးသည်ဖြစ်စေကောင်းသည်ဖြစ်စေဆိုတဲ့တရားထဲမှာအဲ့ဒီသုတ်တံကိုထည့်ပြီးတော့ဟောဖို့တယ်ဟုတ်လားအဲ့ဒီသုတ်တံအကြောင်းအရာကိုလည်းပဲဦးဇင်းတို့အချင်းချုပ်ပဲပြောရမယ်နော်အဲ့ဒီသုတ်တံကရှင်မောဂလန်ကိုရမြတ်ကြီးရဲ့ဥထဲကိုဝမ်းပိုက်ထဲမှာရှိတဲ့ဥထဲကိုမန်နဲ့ဝင်တာဒါအလွန်စမ်းကြယ်တဲ့ကိစ္စတစ်ခုနော်အဲ့ဒါဦးဇင်းတို့စောစောကပြောခဲ့တဲ့နော်ဘေဒကာရတောအုပ်ထဲမှာပဲအရှင်မြတ်ကြီးသတင်းသုံးလုံးဖြစ်တာအဲ့ဒါဆွမ်းစားပြီးကနော်လမ်းလျှောက်ရင်းနဲ့ဈဉ္ဉံကြွနေရင်းနဲ့ငါရဲ့ပိုက်ထဲကနည်းနည်းလေးလံနေတယ်လို့ဖြစ်တယ်ငါပဲစွမ်းတွေကိုစားထားလို့ပိုက်ကြီးရမြန်ပွားနေသလားလို့မထေရမြတ်ကအဲ့လိုထင်တာအဲ့ဒါနဲ့ကြောင်းပေါ်ကြွသွားပြီးတော့တေးသေးချာချာသူ့ကိုယ်သူစဉ်းစားဆင်ခြင်ကြည့်လိုက်တယ်အဲ့လိုဆင်ခြင်လဲကြည့်လိုက်ရောပူထဲမှာဝင်နေတယ်တဲ့နော်အစာဟောင်းအိမ်ကိုထိုင်ပြီးတော့ဒီလိုတောင်ပြောတယ်အဲ့ဒီလောက်ညစ်ပတ်နန်းစောနေတဲ့နေရာကိုဝင်တာဟာဒါကောင်းကောင်းနှိပ်စက်မယ်ဆိုတဲ့စိတ်နဲ့ဝင်လာတာဒီမာနကအဲ့ဒါကိုရှင်မောဂလန်ကဆွေမျိုးဆက်သောအဖြစ်နုညံ့ရှင်ကျေးစေခဲ့တယ်။အစကတည်းကဘယ်လိုပြောတုံးဆိုတော့မနတ်သင်ငါရဲ့ဝမ်းပိုက်ထဲမှာဝင်နေတာကိုငါမြင်နေဒါကြောင့်ထွက်ပါအဲ့လိုမေတ္တာရက်ခံအဲ့တော့မနတ်ကမထွက်ဘူးနော်ငါ့ကိုမြတ်စွာဘုရားတောင်းမြင်ဖို့လွယ်တာမဟုတ်ဘူးတဲ့တပည့်သားတာဝကကမြင်နေဆိုတာမယုံစရာပဲပေါ့အဲ့တော့ငါ့ကိုရမ်းမြန်ပြောနေသလားတော့သူတို့ဆင်းရဲပြီဆိုရင်ငါကြောင့်ဆင်းရဲတာလို့ထင်တဲ့အထင်နဲ့မြန်ပြောနေသလားတော့ तू အဲ့လိုတွေးတာနော်ဒါကြောင့်မလို့ तू ကအဲ့လိုအတွေးနဲ့မထွက်ဖဲနဲ့အဲ့ဒီမှာပဲပေကပ်ပြီးတော့ထိုင်းနေတယ်တဲ့အဲ့ဒီအတွေးကိုလည်းအရှင်မြတ်ကြီးကသိတယ်သိတော့မာနတဲ့ဟောငါတကယ်မြင်တာမင်းအခုတွေးအဲ့လိုတွေးနေတယ်ဆိုတာကိုငါသိတယ်ဟုတ်လားဒါကြောင့်မလို့ထွက်ပါလို့ခိုင်းတော့ तू ဘလို့မှမနေတာဘူးပေါ့အဲ့ဒါရှင်မြတ်ရဲ့ခရွန်းကနေထွက်သွားတယ်ထွက်သွားပြီးတော့တကားပေါက်အကွယ်လေးမှာရက်ပြီးတော့နေတယ်တဲ့ဩစရာပဲနော်ဟုတ်လားအဲ့လိုရက်နေတဲ့ချိန်မှာရှင်မောဂလန်ကိုရောမြတ်ကဒီမနက်ကိုတော့ငါပြောမှဖြစ်မယ်ဆိုပြီးတော့ပထမဘာပြောတော့ဆိုတော့ဆွေမျိုးဆက်တယ်ဒုတိယဒီလိုအနေအထားမျိုးဟာကြောက်စရာကောင်းတဲ့အနေအထားဖြစ်တယ်ဆိုတာကိုထင်ရှားအောင်သူ့ကိုထိတ်လန့်အောင်ပြောပြတယ်မနတ်တဲ့ငါဟာတစ်ချိန်လုံးကနော်သင်လိုပဲမာနတယောက်ဖြစ်ခဲ့ဘူးတဲ့ဘယ်တော့မှလဲဆိုတော့ဦးဇင်းတို့သိမဝေးဘူးဒီကဘာမှာနော်ဒီကဘာမှာပထမဦးဆုံးပွင့်တဲ့မြတ်စွာဘုရားကကောက်ကုသံမြတ်စွာဘုရားနော်အဲ့ဒီကောက်ကုသံမြတ်စွာဘုရားလက်ထက်မှာမာနဟာဒူသီဆိုတဲ့နာမည်နဲ့မာနတယောက်ဖြစ်တယ်မောရှင်မောဂလန်ကိုရမြတ်ကြီးကနော်သူ့ရဲ့နှမကကာလီတဲ့အဲ့ဒီကာလီရဲ့သားကသင်မယ်တဲ့ရှင်မောဂလန်ကပြောတာအဲ့ဒါကြောင့်မလို့သင်ဟာငါရဲ့တူဖြစ်ခဲ့ဘူးတဲ့အဲ့ဒီတုန်းကငါဟာအလွန်မိုက်မဲခဲ့တာဒါမနတ်ကိုထိတ်လန့်ဖို့အတွက်ပြောတာသူ့ရဲ့ကိုယ်တွေလေးကိုနော်ဖော်ပြပြီးတော့ပြောတာအဲ့လိုကောက်ကုသမြတ်စွာဘုရားရှင်ကိုရမေကြီးရဲ့တပည့်သာဝကယဟန်နေသူတို့ရဲ့လားရာကိုငါမသိရဘူးမသိရတဲ့အတွက်ငါမကျင့်တတ်ဘူးတဲ့အဲ့ဒီတုန်းကရှင်မောဂလန်မာနဖြစ်တုန်းကဟုတ်လားမကျင့်တတ်တဲ့အတွက်ကြောင့်ဒီယဟန်တွေကိုသူတို့အကြောင်းကိုသိဖို့အတွက်သူတို့ကိုငါအကြားအပေါက်ရအောင်သူတို့ရဲ့ချွေးရင်းချက်ရှိအောင်လုပ်ပြီးတော့သူတို့အကြောင်းကိုငါသိအောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ငါဘာလုပ်လဲအဲ့ဒီတော့ငါကောက်ကုသမြတ်စွာဘုရားရဲ့လက်ရတော်ရံကဝိရုဒ္ဓမထေရနောက်လက်ဝဲတော်ရံမထေရကသိဉ္စီဝမထေရအောင်အဲ့ငါဘာလုပ်လဲဆိုတော့
တရားဓမ္မတွေရဲ့စိတ်ထဲမှာဒီယဟန်တွေရဲ့မတင့်တော်တဲ့အနေအထားမျိုးမျိုးကိုဖန်ဆင်းပြမန္တကအဲ့ဒါဆိုရင်တရားဓမ္မတွေကမကြည်ညိုတဲ့အတွက်ကြောင့်ဆဲရေးကြမယ်ပုတ်ခတ်ကြမယ်နောက်ဆုံးတွေဘာတွေလောင်းတာလည်းမရှိတော့ဟုတ်လားအဲ့လိုမျိုးအကြည်ညိုပြက်အောင်အဲ့လိုတရားဓမ္မတွေကအကြည်ညိုပြက်သွားလို့ရှိရင်အဲ့ဒီယဟန်တွေဟာအနေရခက်အထိုင်ရခက်တွေဖြစ်ပြီးတော့သူတို့မှာလောဘဒေါသတွေဖြစ်လာရင်သူတို့ကိုဝင်ရောက်နှောက်ယှက်ဖို့အတွက်ငါမှအခွင့်အလမ်းရနိုင်တယ်ဆိုတဲ့စိတ်ကူးနဲ့လက်ပတ်ပြီးတော့ကောက်ကျစ်ပြီးတော့လှုပ်တာဟုတ်လားအဲ့ဒါတရားဓမ္မတွေရဲ့စိတ်ထဲမှာယဟန်တန်ဃာတွေကမတုကာမတွေနဲ့နေတဲ့ပုံစံမဟုတ်မတရားလုပ်တဲ့ပုံစံဓာတ်တွေကိုမနက်ကဖန်ဆင်းပြတကူအရင်ကြီးတာဆိုတော့အများကြီးဖန်ဆင်းပြအဲ့ဒါကိုလူတွေကအဟုတ်ထင်တယ်နော်လူတွေကအဟုတ်ထင်တယ်အဲ့လိုအဟုတ်ထင်တဲ့အခါကျတော့အဲ့ဒီတရားဓမ္မတွေကယဟန်တန်ဃာတွေတွေ့လို့ရှိရင်ဆဲကြတယ်နော်အမျိုးမျိုးအမတပါပြောကြတယ်အဲ့ဒီထဲမှာဆဲပုံဆဲနည်းတွေကိုအများကြီးရေးထားရေးဟောပြထားတယ်ရှင်မောဂလန်ကဟုတ်လားနော်မှိုင်းပြီးတော့နေကြတယ်လို့ယဟန်တွေကိုမှိုင်းနေတယ်ဆိုတဲ့အနေအထားမျိုးပြောတာပေါ့လေအများကြီးပြောရတယ်အဲ့ဒါသေတဲ့အခါမှာအဲ့ဒီလူတွေဟာများသောအားဖြင့်အပယ်လေးပုံပဲရှောက်ကြတာများတယ်တဲ့အဲ့လိုမျိုးဖြစ်တဲ့အခါမှာကာကုတ္တမြတ်စွာဘုရားကသူ့ရဲ့ယဟန်တော်တွေကိုခေါ်ပြီးတော့ပြောတော့ဆိုတော့စိတ္တတို့အခုဒီလိုဖြစ်နေတဲ့အနေအထားဟာဒါမနတ်ရဲ့လက်ချက်ဖြစ်တယ်နော်အဲ့လိုမနတ်ရဲ့လက်ချက်ဖြစ်တဲ့အတွက်ကြောင့်ဒါကိုသင်တို့ဟာကြံ့ကြံ့ခိုင်နိုင်ဖို့အတွက်သင်တို့ဘာလုပ်သင့်တော့မေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ဗျမဆိုတရား၄ပါးနော်အဲ့ဒီ၄ပါးကိုပွားများဖို့မြတ်စွာဘုရားသင်ပေးတယ်ဒါကတော့နိယုစရာပဲနော်ဆိုးဝါးတဲ့လောကရန်နဲ့တွေ့လို့ရှိရင်အာကိုအာရပြုရမယ်သဘာဝတရားကဘာလဲဗျမဆိုတရား၄ပါးမေတ္တာကရုဏာမုဒိတာဥပေက္ခအဲ့ဒါကိုပွားများပြီးတော့နေကြလို့နိမန်လမ်းမှန်ကိုပေးတာအဲ့တော့ယဟန်တွေကပွားများအထုတ်တဲ့အခါမှာမာနဟာသူဝင်ဖို့အတွက်အခွင့်အလမ်းကိုမရဘူးတဲ့မအောင်မြင်ဘူးပေါ့အဲ့လိုမအောင်မြင်တဲ့အခါကျတော့မာနကဘာလို့ပြန်တော့တစ်ဖက်လှည့်တယ်လာပြန်တယ်နော်စောစောကဆိုးရတဲ့လောကရန်နဲ့တိုက်တာအခုတော့ကောင်းတဲ့လောကရန်နဲ့တိုက်မယ်နော်စောစောကကတ်တိုက်တာပေါ့အခုကတော့လက်တိုက်မယ်ဟောလက်တိုက်တာကလည်းကြောက်စရာအနေထားပဲအဲ့ဒါကဘာလို့ဆိုတော့တရားဓမ္မတွေရဲ့တန်တန်မှာယဟန်တန်ဃာတွေရဲ့ကောင်းမွန်တဲ့အကြောင်းတွေကိုသူအများကြီးဖန်တီးပြတယ်လိုတာတဲ့ပို့ပြီးတော့ဖန်ဆင်းပြတယ်နော်ဇံပြန်နေတဲ့ပုံတွေနော်ကြည်ညိုစရာကောင်းတဲ့အနေထားတွေကိုသူအစွမ်းဆရှိတဲ့လောက်လုပ်ပြတယ်အဲ့လိုတရားဓမ္မတွေကဘာဖြစ်တော့ကြည်ညိုကြတယ်လှူကြတယ်တန်းကြတယ်ဖြစ်လာပြန်တယ်ပေါ့နော်စောစောကမကြည်ညိုနိုင်ဘူးဆိုတဲ့အနေထားကအကြည်ညိုလွန်းလာတဲ့အနေထားမျိုးကိုလည်းဖြစ်လာပြန်တယ်ပေါ့ဒါလူတွေရဲ့စိတ်ဆိုတာကတော့တာမန်လူတွေဟာအပြောင်းလဲအလွန်မြန်တယ်ဆိုတာသဘာဝပေါ့နော်အေးအဲ့ဒီတော့ယဟန်နေမှာဒါလည်းပဲသတိမထားလို့ရှိရင်အန္တရာယ်ကြစရာအကြောင်းတစ်ခုဖြစ်နေတယ်အဲ့တော့မြတ်စွာဘုရားကအလုံးကိုသိနေတဲ့အတွက်ကြောင့်ယဟန်တွေကိုခေါ်ပြီးတော့ကာကုတ္တမြတ်စွာဘုရားအမိန့်ရှိပြန်တယ်အခုဒီလိုဖြစ်နေတာလည်းပဲဒါမနဲ့ရဲ့လက်ချက်ပဲဒါကိုလည်းပဲသတိထားဖို့လိုတယ်ကာကွယ်စောင့်ရှောက်ဖို့လိုတယ်လိုအပ်တဲ့ပို့ပြီးတော့ပစ္စည်းလေးပါးတွေများလာတာလည်းပဲမကောင်းဘူးဆိုတဲ့အဓိပ္ပာယ်ကိုနားလည်ဖို့လိုတယ်ဟုတ်လားလက်လာပါကလည်းပဲအများကြီးမှားယွင်းမှုကိုဖြစ်စေတယ်ဆိုတာလည်းပိဋကတို့သိပါတယ်ဟုတ်လားအေးအဲ့ဒီတော့မြတ်စွာဘုရားကအဲ့ဒီအခြေအနေမျိုးမှာဘယ်လိုတရားကိုသင်ကြားပေးတော့ဘယ်လိုတရားကိုသင်ကြားပေးတော့ဆိုတော့ပထမအတုပသင်ကြားမိမိခန္ဓာသူတော်ဘာခန္ဓာရဲ့မတင့်တယ်တဲ့မတန်ရှင်းတဲ့မစင်ကြယ်တဲ့အရာတို့ဖြင့်တိဆောက်ထားတဲ့အနေအထားကိုရှုမှတ်ခိုင်းတာအဲ့ဒါကိုဘာခေါ်တော့အတုပဘာဝနာပေါ့နော်နောက်ဒုတိယဘာပြောတော့ဆိုတော့အာဟာရိပရိကူလသင်ကြားစားတောက်နေတဲ့ဒီအစာအာဟာရရဲ့နော်ရွှန်ရှာဆက်စုပ်ဖွယ်နော်အဆုံးသတ်သွားတဲ့အနေအထားပေါ့အဲ့ဒီဥစ္စာကိုစဉ်းစားဆင်ခြင်တာဒါကိုအာဟာရိပရိကူလသင်ကြားအဲ့ဒါတွေကိုပွားများခိုင်းတယ်နောက်တတိယဘာပွားများခိုင်းတော့ဆိုတော့သဗ္ဗလောကေအနာဘိဒတသင်ကြားအလုံးစုံသောလောကကြီးဟာပျော်မွေ့စရာမရှိဘူးဆိုတဲ့အမြင်ကိုရအောင်ကြိုးစားပြီးတော့အဲ့ဒီသင်ညာကိုပွားများခိုင်းတာနောက်၄ခုမြောက်ကပါလဲဆိုတော့သဗ္ဗသင်္ခါရေတုအနိစ္စနုပတိနောအလုံးစုံသောသင်္ခါရတရားတွေရဲ့ပုံမှာမတည်မြဲမှုကိုအဖန်ဖန်ရှုမှတ်ဆင်ခြင်ကြဘယ်နှမျိုးတော့၄မျိုးပဲစောစောကနောက်ကတ်တိုက်တဲ့အခါမှာပွားများခိုင်းတဲ့ဘာဝနာကလည်း၄မျိုးပဲနော်မေတ္တာကရုဏာမုဒိတာဥပေက္ခအခုလက်တိုက်တဲ့အချိန်မှာပွားများခိုင်းတဲ့ဘာဝနာကလည်း၄မျိုးပဲနော်အဲ့ဒီ၄မျိုးကအတုပရဲ့အာဟာရိပတိကူလရဲ့သဗ္ဗလောကေအနာဘိဒတရဲ့သဗ္ဗသင်္ခါရေတုအနိစ္စနုပတနာနော်အလုံးစုံသောသင်္ခါရတရားတွေမှာမတည်မြဲဘူးလို့ရှုတာ၄မျိုးအဲ့လိုမျိုးပွားများတဲ့အခါမှာမာနဟာတည်ရန်နေရဲ့တန်တန်ကိုဝင်ရောက်နှောက်ယှက်ဖို့အတွက်အခွင့်အလမ်းမရအောင်မရတဲ့အခါကျတော့သူနှီးမျိုးစုံနဲ့သုံးတာမအောင်မြင်ဘူးပေါ့နော်
မအောင်မြင်တဲ့ခါကျတော့သူဘာလုပ်တော့ကိုဒီလျောက်ပဲလှုပ်တော့မယ်တဲ့နော်ကိုဒီလျောက်ပဲလှုပ်မယ်အဲ့ဒါကောက်ကုတ္တမြတ်စွာဘုရားကရှင်ဝိတုဒ္ဓမထေရလက်ရတော့ရရှင်သာရိပုတ္တရာလိုမျိုးပေါ့နော်အဲ့ဒါကိုနောက်ပါခေါ်ပြီးတော့စွန့်ခံကြွရဟန်းတန်ခါပေါင်းများစွာလဲခြံရံထားတယ်အဲ့ဒီဝိတုဒ္ဓမထေရကိုဒုတိမနတ်ရှင်မမောက္ကလအလောင်းတော့အဲ့ဒါကလေးတယောက်ရဲ့တန်တန်ကိုဝင်းပူးပြီးတော့အနားမှာရှိတဲ့ကြောက်ခဲနဲ့ခေါင်းကိုဖြစ်ပေါက်တယ်ခေါင်းကိုထုတယ်တခါတည်းသွေးတွေဖြာကြတယ်အဲ့အရှင်မြတ်ကလှဲ့တော်မကြည့်ဘူးနော်ဒါပေမဲ့လို့မြတ်စွာဘုရားကတော့လှဲ့ကြည့်တယ်လှဲ့ကြည့်တော့ဘလို့လှဲ့ကြည့်ရတာတုံးဆိုတော့ဆင်ပြောင်ကြီးများလှဲ့ကြည့်တယ်လို့ကြည့်ရတယ်တဲ့နော်အကျိုးတော်တွေကဂွင်းဆက်ဆိုတော့နော်တရားဓမ္မတို့ဦးဇင်းတို့ကြည့်တယ်လို့မျိုးစောင်းငယ်ကြည့်လို့မရဘူးနောက်လှဲ့ခြင်းတကူလုံးလှဲ့ရတယ်နော်အဲ့လိုလှဲ့ကြည့်ပြီးတော့မြတ်စွာဘုရားကပါမေးရှိတော်ဆိုတော့မန္တတဲ့ဟာအတိုင်းရှိပမာဏကိုမသိလေဆိုတာကဆိုလိုတာကလွန်သွားပြီလို့ပြောတာဟုတ်လားနော်လွန်သွားပြီလို့ပြောတာအတိုင်းရှိပမာဏကိုမသိဘူးဆိုတာဖြစ်တဲ့ဖြစ်ထိုက်တဲ့မကောင်းမှုတွေကြောလွန်သွားပြီဆိုးဝါးလွန်သွားပြီလို့ပြောတာဟုတ်လားလွန်သွားပြီလို့ပြောတာအဲ့လိုလဲပြောလိုက်ရောအဲ့ဒီဒုတိမန္တဟာတခါတည်းသေပြီးတော့အိုးရှင်ငယ်ကြီးကိုရောက်တယ်အဲ့ဒါရောက်တာဒီနားနဲ့သေတာတော့မဟုတ်ဘူးတဲ့စားထဲမှာသူကတောထားတာကသူ့ရဲ့ဝတ္တဝတိနတ်ပြည်ကိုပြန်ရတယ်အဲ့ဒီမှာသေတယ်သေပြီးတော့တခါတည်းငယ်ကြီးကိုရောက်တယ်အဲ့ဒါရှင်မမောက္ကလလောင်းနော်အဲ့ဒါမန္တကိုထိလောက်အောင်ပြောနေတာဟုတ်လားအဲ့လိုပြောပြတဲ့နေရာမှာဦးဇင်းတို့အဲ့ဒီငရဲကအလွန်ရှည်ကြာတဲ့ကာလရှိတယ်ဘယ်နာလေးမှအတွေ့အထိကောင်းတယ်ဆိုတာမရှိဘူးထူးဆန်းတာကအဲ့ဒီတုန်းကတဲ့ငါရဲ့ခန္ဓာကိုယ်ဟာလူတယောက်ရဲ့ခန္ဓာကိုယ်လိုပဲတဲ့ဒါပေမဲ့ငါရဲ့ခေါင်းကတော့ငါးတကောင်ရဲ့ခေါင်းလိုမျိုးဖြစ်နေတယ်တဲ့အရှင်မမောက္ခလအတိအကျသူ့ဘဝဇာတ်ကြောင်းကိုသူပြန်ပြောတာနော်အဲ့ဒါငရဲဒိန်းတွေကငါးစီကိုရောက်လာပြီးတော့ပြောတယ်တဲ့ဘာပြောလဲဆိုတော့အသင်ငရဲတာငါတို့ကလှန်နေနဲ့တင့်ကိုထိုးပါဒီဘက်နှမန်းကလည်းတစ်ချောင်းထိုးမယ်ဒီဘက်နှမန်းကလည်းတစ်ချောင်းထိုးမယ်အဲ့ဒီလှန်တဲ့ချောင်းဟာခလဲကောင်နှလုံးသားတဲတဲ့နေရာမှာစုံမိလိမ့်မယ်အဲ့ဒီစုံလို့ထိခိုက်မိပြီဆိုတဲ့အချိန်မှာအနှစ်တစ်ထောင်ကြည့်ပြီလို့မှတ်ပါတဲ့ဒုက္ခနာကိုကြီးဘယ်လောက်ကြီးလဲဆိုတာကိုစဉ်းစားဖို့နော်ကံတွေကဖန်ဆင်းတဲ့အနေအထားဆိုတော့အရန်ဆန်းကျယ်တယ်လို့ပဲဆိုကြပါစို့ဟုတ်လားကံတွေကဖန်တီးတဲ့အနေအထားနော်ဟုတ်လားအဲ့ဒီငရဲမှာသူနှစ်ပေါင်းများစွာကြာခဲ့ရတယ်ဆင်းရဲခဲ့ရတယ်ဒါကြောင့်မန္တကိုရှင်မမောက္ကလကထိတ်လန့်စေဖို့အတွက်ပြောပြတာအခုလည်းပဲသင်ဟာမြတ်စွာဘုရားနဲ့မြတ်စွာဘုရားရဲ့တပိတာဝကကိုဆင်းရဲအောင်သင်လုပ်နေတာဒါဟာသင်အတွက်ဆင်းရဲဒုက္ခမရောက်ဘူးလို့မြန်သင်ထင်နေသလားတဲ့သင်အတွက်အလွန်ကြာမြင့်စွာသောကာလပတ်လုံးဒုက္ခတွေ့ဖို့အတွက်အကြောင်းအရာကိုသင်လုပ်နေတာအဲ့ဒီမှာသူ့ရဲ့အစွမ်းတွေကိုပြောပြီးတော့ထိတ်လန့်အောင်ပြောတာနော်သူကဘလို့စွမ်းနေဒီလိုစွမ်းတဲ့တာဝကတပါးကိုသင်ဒီလိုနှိပ်စက်တာသင်အတွက်ဆင်းရဲဒုက္ခမရောက်ဘူးလို့မြန်သင်ထင်နေသလားအများကြီးပြောတာဟုတ်လားအဲ့လိုပြောတော့မှမာနဟာပျောက်ကွယ်သွားတယ်ဒါကဦးဇင်းတို့မာရတိစနိယသုတ်တန်ရဲ့အနှစ်ချုပ်လေးပေါ့နော်အဲ့တော့ဒီသုတ်တန်ထဲမှာဦးဇင်းတို့သတိထားစရာကဘာလဲဆိုတော့နော်လောကကြီးဟာအလွန်စမ်းကြယ်တယ်ဆိုတာကိုနားလည်ဖို့လိုတယ်နော်မြင်သမျှကြားသမျှကိုလုံးဝပုံပြီးတော့မယုံလိုက်မိဖို့လည်းလိုတယ်နော်ဒီခေတ်ကြီးမှာပို့ပြီးတော့လိုတယ်လို့တောင်ဦးဇင်းကထင်တယ်နော်ဒါကတော့မာနကလှည့်စားတာကိုမသိလို့သူတို့ယုံကြတာပေါ့နော်အခုလည်းပဲတရားဓမ္မတို့ဦးဇင်းတို့လူတွေဆိုတာကအလေးအညာအကောက်အကျစ်တွေကအလွန်များတယ်ခံမရခက်တယ်ဘာကြောင့်ပြောနေတယ်ဘာကြောင့်လုပ်နေတယ်ဆိုတာသိဖို့သိပြီးတော့မလွယ်ဘူးဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ပေးတဲ့ဘုန်းတော်ကောင်းတို့တချို့ကိစ္စတွေကကိုညံမမိနိုင်တော့အောင်နဲ့နေတာမဟုတ်ခြေပြန့်လာလို့ဦးဇင်းကပြောရင်ခြေတာနော်အကြောင်းတရားတွေများတာပေါ့နော်ဘလို့ကိုမသိနိုင်ဘူးတချို့ဟာတွေကဟုတ်လားဒါကြောင့်မို့လို့အပြစ်ရှိမဲ့အရာမျိုးတွေဆိုရင်အများကြီးသတိထားပြီးတော့နော်ပြောကြဆိုကြလောက်ကြကိုင်ကြဖို့မလိုဘူးလားလိုတယ်နော်အလုံးကယုံလို့မရဟုတ်လားဒါပေမဲ့ယုံလို့မရဘူးဆိုတာကတော့ယုံမိရင်တော့ဒါကိုယုံလို့မရဘူးလို့သူစဉ်းစားမှာမဟုတ်ဘူးယုံပြီဆိုတဲ့ကိုကလည်းပဲကိုယ်စိတ်ထဲမှာတော့အကြောင်းအကျိုးကခိုင်းလုံးနေတယ်လို့ထင်တာကိုယုံပြီဆိုမှတော့လည်းယုံပြီပေါ့မယုံဘူးဆိုတော့လည်းမယုံဘူးပေါ့ဟုတ်တယ်မဟုတ်လားအဲ့တော့ယုံတယ်မယုံဘူးဆိုတဲ့ကိစ္စကလည်းပဲအတင်းအကျပ်ပြောလို့ရတဲ့ကိစ္စမဟုတ်ဘူးနော်ကိုယ်ကောင်းတဲ့ကပေးတဲ့အချက်လက်ကပဲကိုယ့်ကိုအဖြေထုတ်စေတာကိုကိုယ်ကောင်းတဲ့မှာယုံတဲ့အချက်လက်တွေအများကြီးရှိတယ်ဒါယုံတဲ့တယ်လို့ထင်ယုံလိုက်ကြတာပါပဲမယုံတယ်ဘူးလို့ထင်ရင်မယုံကြဘူးပေါ့နော်အေးအဲ့တော့ဘာပဲပြောနော်အဖြေဟာတစ်ချိန်ချိန်ကြတော့လည်းပဲပေါ်လာတာပါပဲ
ဟုတ်လားအခုလည်းပဲဥရှင်တို့ဒီတုတ်တန်ကိုနားထောင်ရတဲ့အခါမှာအဲ့ဒီအကြောင်းအရာတွေကိုစဉ်းစားမိဖို့လိုတယ်နောက်တစ်ခုကပါလေကတ်တိုက်လာတဲ့အခါမှာပြမစိုးတရားတွေကိုမမေ့ဖို့လက်တိုက်လာတဲ့အခါမှာအနေဆာဆိုတာကိုမမေ့ဘူးဒါကတော့အလွန်တန်ဖိုးဖြတ်လို့မရတဲ့အလွန်ဖိုးတန်တဲ့အဆုံးအမတစ်ခုလို့ဥစဉ်ဆိုခြင်းတယ်ဟုတ်လားဘဝမှာကတ်တိုက်တဲ့အခါရှိလိမ့်မယ်လက်တိုက်တဲ့အခါလည်းရှိလိမ့်မယ်ဘယ်လိုတုံ့ပြန်မလဲဆိုတာကနော်အလွန်အရေးပါတဲ့မေခွန်းတစ်ခုလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါမာရတေဇနိယတုတ်တံဒါကြောင့်ဥစဉ်တို့အရှင်မြတ်ကြီးနဲ့ပတ်သက်ပြီးတော့ဖြစ်ခဲ့တဲ့အနေအထားလေးတွေပြောခဲ့တဲ့တရားစကားတွေတွေ့ကြုံခဲ့ရတဲ့အခြေအနေလေးတွေကိုဒါအကျဉ်းမြင်လေးပြောပြတာဆက်ပြီးတော့ပြောချင်တာကဘာတော့ဆိုတော့ရှင်မောက္ကလံကိုရမြတ်ကြီးပြိဋိဘံစံတဲ့အခန်းဟုတ်လားဒီပြိဋိဘံစံတဲ့အခန်းကတော့အားလုံးကြာဘူးနာဝရှိကြပြီသားအသေးစိတ်ပြောစရာမလိုဘူးဟုတ်တယ်မဟုတ်လားဘာလို့ပြိဋိဘံစံရတာတော့ခိုးသားတွေကရိုက်တတ်လို့ပြိဋိဘံစံရတယ်ဟုတ်လားဘာလို့ခိုးသားတွေကရိုက်တတ်ရတာတော့လို့မေးတော့တိဋ္ဌိတွေကနော်ဒီရှင်မောက္ကလံကြောင့်သူတို့လက်လာပါလျှော့သွားတယ်လို့ထင်လို့ရှင်မောက္ကလံကနတ်ပြည်ကိုသွားတယ်ငရဲပြည်ကိုသွားတယ်လက်တွေ့အတွေ့အကြုံတွေကိုပြောပြတယ်အဲ့တော့လူတွေရဲ့ပုံမှာသူဟာများစွာဆွဲဆောင်မှုရှိတယ်သူ့ကြောင့်ငါတို့ပို့ပြီးတော့အထိနာတယ်လို့သူတို့ယူဆလို့ဟုတ်လားအဲ့ဒါကြောင့်မလို့သမဏဂௌတဆိုတဲ့ခိုးသားကြီးအမှုပြုတဲ့ခိုးသား900ကိုငွေပေးပြီးတော့တတ်ခိုင်းတာဟုတ်လားအဲ့တော့ဦးဇင်းတို့ပြောစရာဒီမှာအနှစ်သာရကဘာလဲဆိုတော့ကံစွမ်းကိုဇန်စွမ်းကမနိုင်ဘူးဆိုတာလေးကိုပြောရင်လားတော့တကူဘလောက်ပဲကြီးကြီးအဲ့ဒီကြီးမားလာတယ်ဆိုတဲ့တကူဟာကံစွမ်းကိုမမီဘူးဆိုတာလေးကိုနားလည်စေခြင်းတယ်ဟုတ်လားနော်အဲ့ဒီခိုးသားကြီးကဒီရှင်မောက္ကလံကြောက်ပြာကြီးပေါ်မှာနော်နှင်းမုံနေကြတဲ့မှာထိုင်နေတယ်ဆိုတာသိတယ်နော်သိတဲ့ခါကျတော့အလုံးဝိုင်းပြီးတော့မလုပ်တော့ဖမ်းတာပထမတည့်ရက်ဖမ်းလို့ရလားမရဘူးဇံပိန်ရင်နဲ့ပြန်ထွက်သွားတယ်လွတ်သွားတယ်ဒုတိယရက်လာပြီးတော့ဝိုင်းမြန်တယ်လွတ်သွားပြန်တယ်တတိယရက်စတုထရက်ပြင်စမရက်ဆဋ္ဌမရက်6ရက်ထိဘာဖြစ်တော့လွတ်တယ်နော်ရှောင်းလို့ရတယ်9ရက်မြောက်လည်းရောက်တဲ့အခါကျတော့အရှင်မြတ်ရဲ့ဒီဇံအပိန်ရဲ့အစွမ်းတွေအားနေသွားတယ်တဲ့မြန်လို့မရတော့ဘာလို့အားနေသွားတော့ဆိုတော့အကုသိုလ်ကံဝင်ပြီးတော့နှိပ်စက်မမြင်ရဘဲနဲ့ကြောက်စရာကောင်းတဲ့အကြောင်းတရားတွေနော်ဒါကြောင့်မလို့ကိုယ့်ရဲ့ကာယကံဝစီကံမနောကံတွေကိုအများကြီးစီစစ်ဖို့လိုတယ်ဘာမှအရေးမပါတာတွေနဲ့ကိုမထိခိုက်စေတဲ့မို့ဟုတ်လားဆရာတော်ဥရာဇမစိုးရင်ဆရာတော်ကြီးပြောတာရှိတယ်ငါလူမုံမှမကြောက်ဘူးကံမုံမှပဲကြောက်တယ်လို့ပြောတယ်ဒါအများကြီးစဉ်းစားစရာရှိရနော်လူမုံလို့မဆင်းရဲဘူးဟုတ်လားလူမုံလို့ဆင်းရဲတာကကိုယ်နှလုံးသွင်းမတက်လို့ဆင်းရဲတာမုံပေါ့မုံတာလားထိတာလည်းမဟုတ်ဒါပေမဲ့မုံတာမခံချင်ဘူးဆိုတော့လည်းဆင်းရဲမယ်ပေါ့ဟုတ်လားဒါပေမဲ့ကံမုံပြီဆိုရင်တော့မလွယ်ဘူးနော်ဟုတ်လားအဲ့တော့ကိုယ့်ကိုနှိမ့်ဆက်နိုင်တဲ့အနေအထားတွေထဲမှာကံတရားဟာစွမ်းအားအမြင့်ဆုံးဆိုတာနားလည်ဖို့လိုတယ်အဲ့ဒီကံကလည်းဘယ်ကမှရောက်လာတာမဟုတ်ဘူးနော်ကိုယ်စေတနာပဲနော်ကိုယ်စေတနာကိုယ့်ကိုစီမံတာဟုတ်လားကိုယ်စေတနာကိုယ့်ကိုကောင်းအောင်လုပ်မယ်ဆွအောင်လုပ်မယ်ဒါကြောင့်ကိုယ့်ရဲ့ဒီစိတ်စေတနာတွေကိုအယံသတိထားဖို့မလိုဘူးလားလိုတယ်ဟုတ်ရဲ့လားအခုဒီမှာလည်းပဲရှင်မောက္ကလံကိုရမြတ်ကြီးနော်အယံတကူကြီးတာပဲဒါပေမဲ့လို့အကုသိုလ်ကံဝင်လာပြီဆိုတဲ့အခါကျတော့ဘာလို့တော့အားနေသွားတယ်တဲ့ဇန်စွမ်းကနော်အကုသိုလ်ကံကဘာလဲပေတတို့ကြားဥပါတယ်အဲ့တခုသောဘဝတုန်းကနော်ဇနီးမယားရဲ့ကားကိုယုံမိလို့ဘာဖြစ်မိတယ်ယုံမိတယ်နော်ယုံမိတယ်ဒါယုံတရားလို့ထင်တော့လည်းယုံသွားတာပဲအဲ့လိုယုံပြီးတော့ဘာလို့တော့မိဘတစ်ပါးကိုကြိုက်တဲ့ကဲမိဘတစ်ပါးကမျက်စိမမြင်ဘူးဒါပေမဲ့တို့သိပါတယ်ဟုတ်လားလဲနဲ့တင်းပေါ်သွားပြီးတော့ခိုးသားသမျှတွေကဝင်ပြီးတော့ရိုက်တဲ့ပုံစံမျိုးသူကိုယ်တိုင်ကရိုက်တယ်ဒါမိဘတွေကမျက်စိမမြင်တဲ့အခါကျတော့တကယ်ခိုးသားသမျှတွေကလာပြီးတော့ရိုက်တယ်လို့ပဲထင်တယ်ထင်တဲ့အခါကျတော့အသားကြီးမင်းသားလွတ်အောင်ကြည့်အမေဖေတို့ကိုကြည့်မနေနဲ့လာပြီးတော့မကယ်နဲ့အဲ့ဒီလိုမျိုးပေါ်တဲ့အခါကျတော့သူအကြီးကျယ်တုံ့လောက်သွားငါကရိုက်နေတာသူတို့ကငါအတွက်ပဲစိတ်ပူနေတာအဲ့ဒီမှာသူကဖြစ်သွားတယ်အမြင်မှန်ရတော့နော်ပြန်ပြီးတော့ကိုယ်တော်မြတ်တွေထွက်ပြေးတဲ့ပုံစံမျိုးလုပ်ပြီးတော့သူလာခဲ့တယ်ဆိုတဲ့ပုံစံမျိုးလုပ်ပြီးအိမ်ကိုပြန်ခေါ်သွားမသေးဘူးနော်အမေဖေကဒါပေမဲ့လို့အလွန်ကျေးဇူးကြီးွားတဲ့နော်ကျေးဇူးရှင်တွေရဲ့ပုံမှာကျွလွန်စော်ကားပြီးတဲ့နော်ဒီစိတ်စေတနာဒီကာယကံမှုဒီဝစီကံမှုတွေကနော်အလွန်ပြင်းထန်တဲ့အတွက်ကြောင့်ဘာဖြစ်နေတော့ခန္ဓာရဲ့တန်တန်အစဲမှာဘာဖြစ်နေတော့ကိန်းနေတယ်နော်ဒါရှိတယ်နော်ဟုတ်လားအဲ့တော့ဒါကအခုဘာဖြစ်လာပြီလို့အကျိုးပေးခွင့်တာလာပြီဒီဘဝပြီးရင်နောက်ထပ်အကျိုးပေးကြခန္ဓာကလည်းမရှိတော့
အဲ့ဒါကမဖြစ်မနေသူကအကျိုးပေးကိုပေးတယ်ဆိုတဲ့အနေအထားမျိုးပေါ့အဲ့ဒါဦးဇင်းတို့ဘာဘုဒ္ဓနဲ့မှာဒါနဲ့ပတ်သက်ပြီးတော့ရှင်းပြထားတာကမုတ်ဆိုးရဲ့ပွေးကသားကောင်ကိုလိုက်တဲ့အခါမှာလိုက်တယ်ဆိုတာမမိမချင်းလိုက်တာပြီးပြီဆိုရင်တော့ဘာဖြစ်မလို့ကိုက်မယ်ပေါ့ဟုတ်လားအခုလည်းပဲနောက်ကလိုက်နေတယ်သူ့ရဲ့ကံတရားကသူ့ဘာဖြစ်ပြီတော့မိပြီပေါ့မိတဲ့အခါကျတော့ကိုက်တယ်ပေါ့အဲ့တော့အဲ့ဒီခိုးသားကပတ်မိသွားတဲ့အခါမှာအယိုးတွေကိုတဲ့စံဝဲဖုံကလေးလောက်ဖြစ်အောင်ရိုက်တဲ့နီလန်ရှိတယ်အဲ့ဒီနီလန်နဲ့ရိုက်တာတဲ့ရိုက်ပြီးတော့ခန္ဓာကိုယ်ရုပ်ခွေလို့ခွေပလိုက်တယ်ခွေပြီးတော့အဲ့ဒါခြုံပေါ်တင်ထားတယ်သေပြီပေါ့ဒါပေမဲ့အလွန်ဆွမ်းအားထက်မြက်တဲ့တကိုးရှိတဲ့အတွက်ကြောင့်သူ့ကိုယ်သူမသေးအောင်တကိုးနဲ့မလုပ်တာတော့အိဋ္ဌာပြီးတော့တမြတ်စွာဘုရားဒီကိုတကိုးနဲ့ပဲသူကြွားသွားပြီးတော့မြတ်စွာဘုရားရဲ့ဓမ္မပရိနိဗ္ဗာန်စံဖို့ခွန်တောင်းပြီးတော့အဲ့ဒီမှာမြတ်စွာဘုရားကအင်းလိုတာဝကရဖို့မလွယ်ဘူးဒါနောက်ဆုံးအချိန်တကိုးပြပြီးတော့တရားဟောခဲ့အောင်ဆိုလို့အဲ့ဒီမှာတကိုးတွေပြတယ်တရားတွေလည်းဟောတာပဲပြီးတော့မှအဲ့ဒီကြောက်ပြမှာပြန်ပြီးတော့ပရိနိဗ္ဗာန်စံရအဲ့ဒီမှာထူးခြားတာလေးတစ်ခုကရှင်သာရိပုတ္တရာကိုမြတ်ကြီးပရိနိဗ္ဗာန်စံတာကဘယ်သွားပရိနိဗ္ဗာန်စံတာနာလကရောမှာသွားပရိနိဗ္ဗာန်စံတာမြတ်စွာဘုရားနဲ့အဝေးကြီးဟုတ်လားခုမြတ်စွာဘုရားအနီးနားမှာပရိနိဗ္ဗာန်စံရှင်မဘောကလာမြတ်စွာဘုရားနဲ့သိပြီးတော့မဝေးဘူးအဲ့ဒါကြောင့်မို့လို့ဒီမြတ်စွာဘုရားကိုယ်တိုင်ယဟန်တန်ခါပေါင်းများစွာချမ်းရမ်းပြီးတော့ရှင်မဘောကလာကိုမြတ်ကြီးရဲ့ဒီရုပ်ကလတ်တော်ကိုမိတဲ့ကြိုးတော်ကိုအဲ့ဒီပွဲမှာနတ်တွေကတိပုံတွေပုံထားတာ99,000လောက်တော့မြင့်တယ်လို့ဆိုတယ်တဲ့နတ်တွေကလာပြီးတော့ပူဇော်ကြတယ်အဲ့ဒါနောက်တော့တိတော့လူတွေရောယဟန်တွေရောအဲ့ဒီလူတွေရဲ့ကြားထဲမှာနတ်တွေကိုလူတွေကလည်းမြင်ရတယ်လို့ဆိုတယ်အလွန်ကြီးကျယ်တဲ့သာပနာဘွဲဖြစ်တယ်လို့ဆိုတယ်တဲ့ရှင်မမောကလကိုမြတ်ကြီးရဲ့နောက်ဆုံးချိန်ပေါ့နော်အဲ့ဒါကိုအကြောင်းပြုပြီးတော့ဇတ်တော်တဘုတ်တော်ဟောတာရှိတယ်အရှင်သာရိပုတ္တရာကတော့မြတ်စွာဘုရားနဲ့ဝေးရမှာသိနေပါဆံရလို့မြတ်စွာဘုရားရဲ့အချီးမြှောက်မှုကိုမခံရဘူးသိနေပါဆံတဲ့ချိန်မှာရှင်မမောကလကိုမြတ်ကြီးကတော့မြတ်စွာဘုရားနဲ့မှာပြိဋိဘံဆံတဲ့အတွက်ကြောင့်မြတ်စွာဘုရားရဲ့ချီးမြှောက်မှုကိုခံရတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဇတ်တော်တဘုတ်ဟောတာလည်းရှိတယ်ဟုတ်လားအဲ့တော့ပြောချင်တာကဦးဇင်းတို့ဒီရှင်မမောကလပြိဋိဘံဆံတဲ့ထဲမှာအဓိကအမှတ်သားထားစရာကပါလေတကိုးအစွမ်းနဲ့ကံစွမ်းကပို့ပြီးတော့ချက်မြက်တယ်ဆိုတာလေးကိုသဘောပေါက်ဖို့ဟုတ်လားဒါကြောင့်ကိုယ့်ရဲ့စိတ်စေတနာတွေကိုတတိထားဖို့မလိုဘူးလားပြောတယ်နော်အေးအဲ့ဒီစိတ်စေတနာကဘယ်ပါလို့ခေါ်လို့ကံလို့ခေါ်တယ်ဟုတ်လားဒါကြောင့်အဲ့ဒီကံတရားကိုဒါကမလို့ရှင်တို့တွေကရုပ်ညက်တဲ့ကံတရားတွေမဖြစ်အောင်မြင့်မြတ်တဲ့ကံတရားတွေဖြစ်အောင်ကြိုးစားအထောက်နိုင်ကြမှတ်တာနဲ့အလုံးအားကြီးတဲ့စွမ်းကိုပို့ရကံစွမ်းနော်အကောင်းတဲ့နေရာမှာကံစွမ်းအားကြီးတယ်လို့ကောင်းတဲ့နေရာမှာအားမကြီးပေဘူးလားအားကြီးပဲနော်ဒါကြောင့်ကံစွမ်းတော့အားကြီးတဲ့အားဆိုတာလောကမှာမရှိဘူးလို့ဘုရားတို့ခန့်ငယ်ငယ်ကလောကနေဒီထဲမှာသင်ရဖို့တယ်ဟုတ်လားအားရကအားထဲမှာကမ္မပလကံရဲ့စွမ်းအားဟာအားအကြီးဆုံးပဲလို့ပြောတယ်မမြင်ရဘဲနဲ့အားကြီးတာနော်ဟုတ်လားဒါကြောင့်လူချင်းမတူဘူးလူချင်းတူတယ်ကံချင်းမတူဘူးဆိုတဲ့အနေအထားလေးတွေကိုကြည်ကြည်ပြတ်ပြတ်စဉ်းစားပြီးတော့ကိုယ့်ကိုစီမံမဲ့ကိုယ့်ရဲ့စေတနာဆိုတဲ့ကံကိုသတိထားပြီးတော့နော်ပေါင်းအောင်ကြိုးစားကြဖို့မလိုဘူးလားလိုတယ်ဒါကတော့သိနေမှဆန္ဒနဲ့ပတ်သက်တဲ့နော်အောက်ထုတ်ချက်ကလေးကိုပြောပြတယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့ဒီနေ့ညရှင်မမောကလံဘုရားကြီးရဲ့အကြောင်းအရာအရှင်မြတ်ကြီးယန္တာဖြစ်ဖို့အဆွာဘုရားဟောပြတဲ့ဒေသနာအရှင်မြတ်ကြီးရဲ့တဘောဇာအရှင်မြတ်ကြီးဟောခဲ့တဲ့တရားဒေသနာတွေထဲကအလွန်တင်ရှားကြော်ကြတဲ့အနုမာနသုတ်တံအဲ့ဒါကိုလည်းပြောတယ်နော်အချင်းချင်းဟုတ်လားပြီးတော့ရှင်မမောကလံဘုရားကြီးရဲ့နော်အလွန်ထူးခြားတဲ့ဝမ်းပိုက်ခြင်းကိုမန္တဝင်ပြီးတော့နှောက်ယှက်တာကိုခံရတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့တစ်ချိန်လုံးကဖြစ်ခဲ့တဲ့သူ့အနေထားတွေကလည်းတံခါးရတယ်မကောင်းဘူးလားကြားရနော်တသင်္ချီနဲ့ကဘာတသိန်းပါရမီဖြည့်ခဲ့တယ်နော်ကဘာတသိန်းဆိုတာဘာမှပြောပါလောက်ဘူးတသင်္ချီဆိုတာကအရင်များကဘာပေါင်းတသင်္ချီနဲ့တသိန်းနော်အဲ့လောက်ပါရမီဖြည့်ခဲ့တဲ့ပုဂ္ဂိုလ်တယောက်ဒီနောက်ဆုံးကဘာမှာသူအဲ့လောက်မှားသွားတာနော်ဟုတ်တယ်မို့လားဒုတိမာနဖြစ်ပြီးတော့မှားတာဘယ်ချိန်တော့ဒီနောက်ဆုံးကဘာမှာနော်သူပြိဋိဘံစံသူယဟန္တာဖြစ်မဲ့အထုထိပ်ရောက်မဲ့ကဘာရောက်နေပြီနော်ဘုရားကပါဏိဖြည့်ခဲ့တဲ့ကာလတွေဘယ်လောက်ကြာလဲအများကြီးကြာခဲ့ပြီအဲ့ဒီလောက်ဖြည့်တော့မှနော်မှားနိုင်တဲ့အနေအထားတွေကရှိနေတယ်ဆိုတာကိုလည်းပဲသတိထားဖို့မလိုဘူးလားလိုတယ်ဟုတ်ရလားအေးဒါလေးတွေကအခုကြားခဲ့ရတဲ့ဘုရင်တို့ပြောနေတဲ့ဒီအကြောင်းအရာတွေတွေကသတိထားပြီးတော့စင်ကြင်တရားနှလုံးသွင်းတရားသတိထားစရာလေးတွေကိုဒါဥစဉ်ကကောင်းလို့ချက်ချပြီးတော့ပြောတာပါဟုတ်လားဒါကြောင့်ပေတပေါင်းတို့တို့ဒီကနေ့ညရှင်မမောကလံဘုရားကြီးရဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒါတော်တော်လေးစုံအောင်တော့ဦးဇင်းကပြောလိုက်တယ်လို့ထင်ပါတယ်နော်ဒါကြောင့်အစားရရ
အမီးရပြက်နေတာဆိုပြောရတာအရင်ကြီးအစင်မပြေပြီမလို့လည်းပဲပြောချင်တာလေးတွေကတော့နော်စုထားတာလေးတွေကတော့ပုံအောင်ပြောလိုက်ပါနော်အဲကြောင့်ပေးတဲ့ပေါင်းတော်တို့ဒီတခုကဲ့သို့ရှင်မမောက္ကလံဘုရားကြီးရဲ့အကြောင်းအရာကိုနာယူကြည်ညိုရတဲ့ကုသိုလ်စိတ်ဒီကနေ့ပြုထားတဲ့ဒါနသီလသမာဓိပညာအကုသိုလ်ကောင်းမှုဤကုသိုလ်ကောင်းမှုအစွတ်တို့ရဲ့စွမ်းတတ္တိရောက်ဘုရားတပည့်တော်တို့ဒီမဉ္ဇဉ်ပူဇဉ်မျက်နှိပ်ပါမှုသင်မြန်တို့ကြောင့်မျက်မှောက်ပြုပြရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း